ညီမညိုနဲ့တွဲပြီးနောက်ဟောတဲ့မဟောတဲ့ကျွန်တော်အများကြီးစဉ်းစားနေပြီငရုတ်သီးနဲ့ရောပြီးကြက်တော်မှာထောင်းခါမယ်သဘောရှိကျွန်တော်လူငယ်ဆိုတော့သူကျွန်တော်လေးလေးလို့ခေါ်ပါတယ်တူလိုသားလိုပဲသဘောအရွယ်ပါပဲဒါပေမဲ့သူ့အမေကျွန်တော်လည်းနည်းနည်းအသက်ပိုကြီးတယ်သူ့ကိုကျွန်တော်ကလူငယ်စိတ်နဲ့စိတ်ပါလက်ပါအားနဲ့မန်နဲ့လမိုင်းကပ်ပြီးတော့တက်တက်ကြွကြွဟောတာတွေကျွန်တော်တွေ့ရတယ်လူနဲ့တွဲအဲ့တော့သူ့ကိုကျွန်တော်ကညီမညိုလူလေးမင်းနည်းနည်းပါးပါးဆင်ញင်ကွာဟုတ်ကဲ့ပါလေးလေးပြောရင်းနဲ့သူကမဆင်ញင်တော့သူလည်းဆင်ញင်သွားအောင်ကျွန်တော်ကပို့ပြီးတော့မိုက်ရိုင်းလိုက်ရတယ်အဲ့လူတွေဖြစ်လာတဖြည်းဖြည်းနဲ့အဲ့တော့အခုလည်းမပြောပါဘူးသူအများကြီးပြောပြပါပြီကျွန်တော်ပြောမယ်ဆိုရင်၎င်းအတိုင်းလို့ပြောပြတာနဲ့ကျွန်တော်တာဝန်ကျေပြီအမှန်ဆိုရင်ဝန်တာတယ်တစ်ဖက်ကလည်းဝန်နေထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသူနိုင်ငံသားများအမှတ်တရကျင်းပတဲ့68နှစ်အာဇာနည်နေ့အထိမ်းအမှတ်စာပေဟောပြောပွဲကျွန်တော်တို့ဟိုတစ်နှစ်တွေကခုလိုချိန်ဆိုရင်ရန်ကုန်မြို့မှာမတန်ဆွမ်းအသင်းကလုပ်တဲ့ဟာတို့ NLD ကလုပ်တဲ့အာဇာနည်နေ့အထိမ်းအမှတ်ပွဲတို့စသည်အဖြစ်အဲ့လိုကျွန်တော်တို့ဟောခဲ့ရတယ်အခုဒီနှစ်ဘန်ကောက်ရောက်ကြည့်လိုက်တဲ့အာကစားယုံကြီးလှမ်းဖိတ်လိုက်တဲ့နိုင်ငံသားမှာလုပ်တဲ့စာပေဟောပြောပွဲဟာအမှန်ပြိဿ450ရှိလာမှ200လောက်နဲ့ပြီးသွားတာဗျရှိတဲ့မြန်မာတွေကလည်းအခုကြည်စံတက်လာလိုက်ကြတာဒါတစ်ချက်နောက်တစ်ခုကအစီအစဉ်လေးတွေကောင်းတယ်ရှေ့ပိုင်းကခလေးတွေတယောက်ချင်းတက်ပြောသွားတယ်သဘောကျကျော်ကိုလက်တို့ဖိုးချစ်တို့စသည်အဖြစ်ဂေါ်ခါလေးပြောလိုက်သဘောကျတခုကျွန်တော်နည်းနည်းစိုးရိမ်တယ်ပြောမဲ့ခလေးတွေကအပေါ်တက်လာပြီးတော့ဒီမှာအလေးပြုတ်ပြီးတော့နှုတ်ဆက်အလေးပြုတ်လိုက်တယ်ပြီးတော့ကျွန်တော်တို့ပဲလှည့်ဖေဟာတော်သေးတယ်လက်အုပ်ချီလိုက်လို့ဆက်များအလေးပြုတ်လိုက်ရင်တော့ကွာဆိုပြီးတော့တော်လိုက်ကြတာပြောလိုက်ကြတာကျွန်တော်အဲ့ဒီအတွက်အများကြီးစိတ်ထဲမှာတကယ်အားရတယ်တကယ်ပြောတယ်ကိုကျော်ကြီးနော်ကိုထိုက်တို့ကိုချစ်တို့ဆက်လို့စမ်းပါအရင်တော့ကလူငယ်တွေအဲ့လိုမပြောဘူးလူကြီးတွေပဲဆွတ်ပြောပြီးတော့ဆွတ်မဟုတ်တာရှောက်လုပ်နေကြတာအခုလူငယ်တွေပြောလဲပြောတယ်လှုပ်လဲလှုပ်တယ်တကယ်ကျင်တတ်တယ်တော်တယ်ပြီးတော့ပြည်ပရောက်လာနော်ဒီမှာလှုပ်နေတာနော်ကိုတိုင်းပြည်ကိုလူမျိုးကိုနိုင်ငံကိုရင်းမြေဒေသကိုမိဘကိုဆွေမျိုးရင်ခွင်မဟုတ်ဘူးနော်ကိုချစ်သူဒါတော့ဒီရောက်တော့ဇလန်းတွေရှိရင်လည်းရှိမှာပေါ်လို့ထားတော့ဟလားအဲ့ဒီတိုင်းတစ်ပါးရေချမ်းမြေချမ်းမှာဒီလိုရှင်သာရင်နဲ့ဒီလိုစကားမျိုးတွေကိုဒီလိုလုပ်ပြီးပြောနိုင်တဲ့စိတ်ဓာတ်တကယ်လေးစားတဲ့ချီးကျူးတဲ့လူငယ်များ U23 တို့ U25 တို့မင်းတို့ကောင်းတကယ်ပြောတာခွန်းလို့နော်မင်းတို့ကောင်းနေလို့ပြောလိုက်တာစိတ်แท้တကယ်ကိုချင်းဟိုတိုင်းပြုလို့နော်ရင်းတင်းဖြစ်သွားလို့ပါခွန်းလို့လည်းမတတ်နိုင်ဘူးကွာကြည့်ရတာဒီထဲမှာတော့ကျွန်တော်အသက်ကြီးဆုံးဖြစ်မှာပါကိုယ့်ရဲ့အသက်ကြီးတဲ့လူရှိမထင်ပါဘူးမေးတယ်တယောက်ကကိုထိုက်ကလားဆရာအသက်ဘယ်လောက်ရှိမလဲတဲ့လေငွေကနေပြီးတော့ဟိုတယ်သွားကားပေါ်မှာမင်းတရားစလောက်သာမှန်းလိုက်တော့ကွာလို့ပြောရတယ်အသက်တော်တော်ကြီးမှန်းလိုက်ရင်မင်းငါ့အဲ့ဒါတရားမရှိလို့ပဲတော်တော်ငယ်အောင်မှန်းလိုက်ရင်မင်းအဲ့ဒါငါမျက်နှာလူမျက်နှာရလှုပ်တာပဲလေအဲ့ဒါသူမမှန်းတတ်တော့ကိုယ့်အကူပဲပြောကျွန်တော်68နှစ်ရှိပြီအတူတူပဲဘိုလ်ချုပ်တို့မဲသူများ68နှစ်ရှိပြီအိုးတော့လက်ခုပ်တီးပေးနေတာဟောပြောဖို့လည်းမတူတော့ပါဘူးကွယ်နော်တို့ပြောလေးစကားရှိပါတယ်ပြည်ကကွယ်လွန်သူကြပြဆရာမောင်ချောနွယ်ပြောသလိုရင်ပတ်ချင်းချက်ပင်ထိုးကြတာပေါ့ကွာနော်ဓာတ်လိုက်တော့လည်းအတူတူပေါ့ကွာဘိုလ်ချုပ်တို့လုံခြံခံပြီးတော့နောက်ထပ်9လလောက်နေမှကျွန်တော်မွေးလာတယ်တော်သေးတယ်နော်တစ်နှစ်လောက်အနေဘာညာမှာအဲ့လိုကွက်တီမွေးလိုက်ရင်ဒီကောင်မှုံကြီးဝင်စားတာလို့ပြောတယ်သွားပြီအဲ့မှာကားပြီကျွန်တော်လည်း68နှစ်ရှိပြီအဲ့တော့ဒီလာတဲ့ထဲမှာအခုရှိတဲ့ထဲမှာကျွန်တော်အသက်ကြီးဆုံးနဲ့ဒူပါတယ်စောကဩဝါဒကထာမွေးကြားသွားတဲ့ဦးစင်းကပြောသွားတယ်ဆရာချီဦးညိုတို့ဆရာညီမင်းညိုတို့ပြောစရာကြံအောင်ဘုန်းကြီးဦးစင်းသိမပြောပါဘူးတဲ့ခြံထားခဲ့ပါမယ်ကျေးဇူးတင် ကျော်ကိုလက်တို့ဖိုးချစ်တို့ကြတော့ကျေးဇူးမတင်တော့
ဒီကကောင်တစ်ကောင်ပြောစရာမရှိတော့သူတို့ပြောပြီးသွားပြီအဲ့တော့အာဇာနည်နေ့ဖြစ်စဉ်နဲ့အသေးစိတ်သိကျင်လားကြော်ကူလက်ကိုမေးအနာဂတ်နဲ့ပတ်သက်သိကျင်လားဖိုးချစ်တို့မေးသမိုင်းပတ်သက်ပြီးသိကျင်လားဟိုခေါ်ခါလေးမေးသားလေးညီလေးကိုမေးအဲ့တော့ကိုကိစ္စနဲ့ကိုကြည့်ရှင်ကြတော့တို့ပြောစရာမလိုတော့ဘူးဒီပြဟိုဘယ်ဆရာတော်ကြီးလက်သင်္ကသာလားတရားပွဲသင်္ကသာနဲ့သင်္ကသာလားဗမော်လားမသိဘူးလမ်းတွင်နဲ့ကြွမင်းတို့မင်းကြီးတို့အလုရှုပ်ဒီလိုတို့ဟာမင်းမူရန်တွေတိုင်းပြည်အုပ်ချုပ်ရေးအတွက်ဘယ်နဲ့ကဘာညာအင်မတန်အလုပ်များပါတယ်ဗျာနာနဲ့ညီလာခံညညီလာခံဘယ်နဲ့ကဘာညာထို့ကြောင့်တရားတော်ကိုကျေးဇူးပြု၍ရှင်ဗျာမယိုသေးလဲမအောင်မေပါနဲ့တူတူနဲ့လူရင်းလေးဟောပြပါဗျာအေးကောင်းပြီကဲထိုင်ညဆရာတော်ကြီးထိုင်ပြီးတော့ဟောရတယ်စိတ်ပြန်ဆင်းသွားတယ်ဒါလည်းတူတာမရှိတော့စိတ်ဆိုဟောပြီးတော့နောက်သင်္ကစားနဲ့တူတယ်တရားပွဲတော်ဝဲတက်လာတယ်ကဲဟေးငါဟောမဲ့တရားမင်းတို့သိကြလားကွမသိပါဘူးဖေဟာနာမမနာသေးတော့မသိတဲ့သူတော့ဟောမလို့ပေါ့ကွာဆိုပြန်သွားတယ်နောက်တစ်ခါတိုင်ပင်ထားတယ်ဟေးငါဟောမဲ့တရားမင်းတို့သိကြလားကွသိပါတယ်ဖေဟာသိပြီးတဲ့ကောင်းလေးငါဘာကြောင့်ဟောနေရမှာလဲကွာတိုင်ပင်ထားတဲ့ပြည်သားတက်ချင်းကြတော့သိကြလားဟေးဆိုဒီဘက်ချမ်းကသိပါတယ်ဖေဟာဒီဘက်ချမ်းကမသိသေးပါဘူးဖေဟာအဲ့ဆိုသိတဲ့ချမ်းကမသိတဲ့ချမ်းရှင်းပြလိုက်ပြီးပြီဆိုခုလည်းအဲ့လိုဖြစ်နေပြီနော်တော်လိုက်တဲ့ကလေးတွေပြောပြသွားတာတို့တောင်အဲ့တော့အလွတ်မရတော့မှတ်မိတော့ဘူးဗျသေချာမှတ်မိတာဗိုလ်ချုပ်အောင်ဆန်း32နှစ်9လ6ရက်ကြည်စံ73ချက်ဒါပဲမှတ်မိတော့တယ်ဘသူကဘလောက်ကြည်စံလဲဆိုတာမှတ်မိတော့ဘူးဗျနော်သို့တော်လည်းဗိုလ်ချုပ်73ချက်ကစောက်ထဲဖတာနောက်ကြတော့မှပြန်ကြည့်လိုက်တော့သူနောက်မီကယ်ဆိုင်ဒီဘက်တစ်သားစားလည်းမှန်တယ်ခေါင်းလည်းမှန်သွားသေးတယ်ဗိုလ်ချုပ်အဲ့တော့73ချက်ကဘယ်နေရာဘယ်လိုထိလဲတော့မသိဘူးခေါင်းမှာထိတာတော့သေချာပဲတော်တော်ကိုရက်ဆက်ပါတယ်เนาะအဲ့ဒါနဲ့ပတ်သက်ပြီးတော့ကိုတွေ့ရေးထားတဲ့အဲ့တုန်းကလွတ်မြောက်သွားတဲ့ဝန်ကြီးဥပချမ်းရှိတယ်ဥပချမ်းရေးတဲ့စာအုပ်သားဆောင်းမသားဖတ်ကြည့်တော့ကိုတွေ့နိုင်ငံတော်လုံခြံမှုရေးဆိုပြီးတော့เนาะမပြောတော့ဘူးအသေးစိတ်အဲ့ဒါအလုတ်ပေးတရားတော်ဆိုတာအဲ့ဒါပဲကိုယ့်ဟာကိုဖတ်တော့ဒါမဲ့နည်းနည်းပေါ်ပြောရမယ်ကွယ်เนาะကုံကြခံပြီးတော့တကူကတို့ခေါ်ထားရတာကဲဥစွာပထမတို့ဘိုလ်ချုပ်အင်မတန်ချစ်တဲ့ဒီအာဇာနည်ပုဂ္ဂိုလ်ကြီးများလည်းအင်မတန်ချစ်တဲ့သူတို့ကလည်းချစ်တဲ့သူတို့ကိုလည်းချစ်တဲ့ညဉ့်ညံရေးစာပေဟခင်ကြီးဂုရုကြီးဘိသုကာကြီးရှိတယ်အဲ့ဒါဘယ်သူလဲသိပါတယ်ကွယ်ဘယ်သူပါလဲဟုတ်ပြီကဲဒါလည်းသိနေကဲတဲ့ဟောကွာသခင်ကိုယ်တော်မိုင်းကဘိုလ်ချုပ်တို့လှုပ်ကြံခါတဲ့အချိန်ကျတော့လေးကျူကြီးတပုတ်ရေးတယ်အဲ့လေးကျူကြီးရွတ်ကြအောင်နားထောင်ပေးတိတ်ချစ်တာအောင်ဆန်းကိုသိတယ်နော်ဂျပန်တွေခေါ်လာပြီးတော့ဂျပန်တွေကပါရိုက်နားရဲ့ဘာညာလို့တော့ဟိတ်ကောင်အောင်ဆန်းမင်းပင့်လာတဲ့ဖယားတွေမဟန်ဘူးကွာပြန်ပို့အောင်လို့အဲ့လိုငေါက်တာဆရာကြီးခဏဆောင်ကြည့်ပါအောင်တိတ်ချစ်တာအောင်ဆန်းကိုသူ့အဖိုးရွှေလာအောင်ကြောင်းလဲလေးကျူရေးဘူးတဲ့ခုနပြောတဲ့ဥဒ္ဓမဥဝိစာရလေးကျူရေးဘူးတဲ့တောင်လေသမားတွေကြောင်းလေးကျူရေးဘူးတဲ့တက်ကသူကျောင်းသားတပိတ်အကြောင်းလေးကျူရေးတယ်ဆရာကြီးသခင်ကိုတော်မိုက်ပြန်ကြည့်လိုက်ရင်သူ့စာတွေကဗမာနိုင်ငံရေးပဲအခုလောက်ကြံခါတဲ့အချိန်မှလဲဆရာကြီးသခင်ကိုတော်မိုင်းဟာဘိုလ်ချုပ်တို့ရဲ့လောက်ကြံခါတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လေးကျူရေးပါတယ်အဲ့ဒီလေးကျူကြီးနဲ့စဖွင့်ပြီးတော့တို့ရဲ့ဟောပြောချက်ကိုစလိုက်ကြရအောင်ဒါဟာဘိုလ်ချုပ်နဲ့ခေါင်းဆောင်ကြီးများထို့နောက်ဆရာကြီးသခင်ကိုတော်မှိုင်းကိုပါတလေးတစားတို့တမြတ်တနုဂါရဝနဲ့လက်ဥချီပူဇော်ခြင်းဖြစ်ပါတယ်ဘိုလ်ချုပ်တို့လုံးကြံခါတုန်းကဆရာကြီးမှိုင်းကအသက်82နှစ်ရှိပြီယူကျုံးမရဖြစ်ပြီးတော့လေးကျူရေးတယ်ဆရာကြီးမှိုင်းကွယ်လွန်တော့အသက်89နှစ်1964ရန်ကုန်မြို့စမ်းချောင်းဘရုံမှာကွင်းမှာမန္တဆောက်ပြီးတော့အဲ့ဒီမှာဇာပနအခမ်းအနားကြီးလုပ်ကြတယ်အဲ့ဒီအခမ်းအနားကြီးမှာဆရာကြီးမှိုင်းရေးခဲ့တဲ့လေးကျူကြီးတွေအညာမင်္ဂလာဆောင်လေးကျူတက်ကတူကျောင်းသားတပိတ်လေးကျူဥဥတ္တမလေးကျူဆရာဆန်လေးကျူစသည်အပြင်အဲ့ဒီလေးကျူကြီးကိုစာရေးဆရာတွေဂုံပြုပြီးတော့ရွတ်ကြတယ်အဲ့ဒီ64ခုနှစ်ဆရာကြီးမှိုင်းကွယ်လွန်တဲ့အချိန်ဇာပနအခမ်းအနားလုပ်တဲ့အချိန်မှာအခုကျွန်တော်ရွတ်မဲ့လေးကျူကိုထိုချိန်ကဥတုခရွတ်သွားတယ်အဲ့တော့အမှတ်တရပါ1964ခုနှစ်ဆရာကြီးမှိုင်းဇာပနမှာဥတုခရွတ်ခဲ့သောဆရာကြီးမှိုင်းရဲ့လေးကျိုးကို2015ခုနှစ်68နှစ်မြောက်အာဇာနည်နေ့စာပေဟောပြောပွဲထိုင်းနိုင်ငံဘန်ကောက်မြို့မှာချီဦးညိုရွတ်တယ်မဲသမိုင်းကိုဇုတ်ကိုလုတ်တာမှတ်တမ်းတင်ပြတာနော်နားထောင်ကြည့်အောင်တချင်းမဟုတ်ဘူးနော်လေးကျိုးနော်ရိုးရိုးယူလို့လည်းမရတချင်းလို့ဆိုလို့လည်းမရ
အတော့ကိုခက်တယ်လို့ပြောကြပါတယ်ကြိုးစားပြီးရွတ်မယ်လေးကျိုးဆိုတာအချိုးလေးကျိုးရှိလို့လေးကျိုးလို့ခေါ်တယ်တော်တော်ပညာပါတယ်နော်ပြောရလားလေးကျိုးရှိလို့လေးကျိုးလို့ခေါ်တယ်နှစ်ချိုးရှိရင်တွေးကျိုးခေါ်တယ်သုံးချိုးရှိရင်တရီကျိုးခေါ်တယ်ဒါတော့ဒါကြပြသင်တန်းမဟုတ်ဘူးရှေးတုန်းကဇက်တွေရုပ်သေးတွေမှာမင်းသားမင်းသမီးတွေငိုချင်းချရင်နောက်ပိုင်းမှာလေးကျိုးနဲ့ငိုချင်းချတယ်တချင်းကြီးဝါသနာပါတဲ့လူလိလာလိုက်စားလို့များရှိရင်ရှိမထင်ပါဘူးနော်ရှိခဲ့ရင်ပြန်ကြည့်ပတ်ပြိုးတွေမှာတဖြန်နေရအဲ့ဒါလေးကျိုးတွေကြီးတယ်အင်မတန်ခက်အဲ့ဒီလေးကျိုးအချိုးထဲမှာရှိုင်းမဲကကာယနဘေတွေကိုပြုတ်သိမ့်နေအောင်ရေးပြီးတော့ရေးပစ်ခဲ့တာအင်မတန်မကြီးရွက်ထက်ကာယံလို့ခေါ်တယ်မကြီးပင်လေးကိုဟောက်လို့ဂိုင်းလေးကိုလက်နဲ့တတ်လိုက်ရင်ပြောင်းသွားတဲ့အချိန်မှာလက်ထက်မှာအရွက်တွေအထက်လိုက်ကြီးတညီထဲပါလာသလိုသိတ်ကြောက်စရာကောင်းတဲ့သိတ်လှတဲ့ကာယနဘေတွေကိုရှိုင်းမဲအသုံးပြုသွားတယ်ကဲနားထောင်ကြည့်ကြရအောင်အာဇာနည်ဗိမာန်ဒီထဲမှာပါအလွတ်မရအော်ဆောင်းဆောင်နန်းတွေကျန်ကန်တွေနဲ့နော်အခေါင်မမြန်းခင်ကအောင်စရမ်းချုပ်စေဖို့အောင်ပန်းညို့ရရှာတဲ့တောင်တမန်တို့ဗမာမှာဟောက်တန်ရအငုံဟုတွေနဲ့အောင်ဆန်းတို့မသားမယားဟာ၎င်းကံကြမ္မာအလိုဟုပေထင်တောင်မြန်မရဏစမုတ်မှာတော့ချုပ်တဲ့ရင်အလိုတွင်အိုရာတောင်းလံဘဝဥပ္ပါလို့ကျုပ်ဖြင့်သင်ညိုခြင်းတချိုးပြီးသွားပြီဒိဗ္ဗေရှင်းပြစရာမလိုပါဘူးနော်ရှင်းနေပါတယ်နော်တောင်းလံဘဝအုပ်လို့ကျုပ်ဖြင့်သင်ညိုခြင်းနဲ့ဒုတိယပိုက်လာပြီနည်းနည်းတော့ရှင်းပြဖို့လိုလိမ့်မယ်ကျွန်တော်အရင်ရွတ်ပြလိုက်အောင်မယ်ဒုတိယပိုက်အော်တပီအရင်တွေဖို့သူ့တပည့်တွေကြီးတယ်ပဲဆိုင်မိုင်းရဲ့တပည့်တွေကြီးတယ်ပဲဘယ်ချိန်မှာတပည့်တော်လိုက်လဲသူက1920တက္ကသိုလ်တပိတ်ပထမတပိတ်မှာရှိုင်းမင်းကဆရာလုပ်ခဲ့သေးတာ1936 University တပိတ်ကြတော့လဲရှိုင်းမင်းကလေးချိုးရေးပြီးတော့သူ့တပည့်တွေအားပေးခဲ့သေးတာတို့မှစီုံဖွဲ့တော့လဲမင်းတို့ဆရာကိုစင်းတို့ကထားလိုက်ပြီးတော့ဆိုပြီးတော့သခင်ကိုရောမိုင်းကတို့မှစီုံနာယကကြီးသူတို့တွေကအဖွဲ့ဝင်တွေဥက္ကဋ္ဌတွေတွင်းမှုတွေအဲ့ဒီမှာတပည့်တွေအဲ့ဒါကြောင့်သူကရေးတယ်ဩတပီအရင်တွေမို့ကိုယ်မတင်နိုင်ဘူးကွသတိကင်းကမျက်ရည်ကျကျပြီးတော့ခက်ကပြီးလက်စီလို့မရနိုင်ဘူးလက်စီဆိုတာမျက်ရည်တောင်သုတ်လို့မဆယ်နိုင်ဘူးတဲ့လက်စီလို့မရနိုင်ဘူးသောကဘလောင်ဆူတော့ရှိုင်းမိုင်းကဘာတွေတွေးမိလဲဆိုတော့သူကရာဇဝင်နဲ့အင်မတန်ကျွမ်းတာသမိုင်းမြန်မာနိုင်ငံသမိုင်းရာဇဝင်မှာရှိခဲ့တဲ့ဖြစ်ရပ်တွေသူသွားပြီးမြင်လိုက်တယ်ဗျဘယ်လိုမြင်လိုက်လဲဆိုတော့ဟာပြန်ကြည့်လိုက်တော့အိုးတို့ရာဆိုရင်မှာဘယင်ကိုသတ်ပြီးတော့ဘယင်ဖြစ်လာတဲ့သူတွေအများကြီးပါလားနောင်တော်ကိုညီတော်ကသတ်ဥကြီးတော်ကိုတူတော်ကသတ်ခမဲတော်ကိုသားတော်ကသတ်ဘယင်ဖြစ်ခြင်းလို့ယာရုလိုချင်လို့ထိနှံပလင်လိုချင်လို့ဆွေရင်မျိုးရင်သွေးရင်သားရင်မရှောင်တော့ဘဲနဲ့တတ်နေတဲ့တတ်ပြီးတော့အဲ့လိုသွေးစွန့်ခဲ့တဲ့အစင်လားတို့သမိုင်းမှာရှိပါလားဟေးရှိုင်းမိုင်းပြန်တရိယာတော့အဲ့မှာသူပြန်ပြီးတော့စဉ်းစားလိုက်တော့သောကဘလောင်ဆူတော့တောင်စဘူးပကံခစ်စီကပကံခစ်တုံးကရခေါမူယမန်တနစ်တွေပေါ့ရန်ဖြစ်မကွယ်မနေတနောတသောင်းဒီစဘူးရန်နေကြကြံရစ်ခဲ့မြေတော့အလောင်းစီသူရဲ့နန်းကိုဖြင့်လူချမ်းဓမြတွေကျမ်းလာရမ်းလာတဲ့အရေးတွေမှာဘေးပေါင်းကြည်စွာဝေဒနာဆုံးနဲ့သွေးချောင်းစီကသေရှားပုံရဲ့ပြင်ပကံခစ်အလောင်းစီသူမင်းကြီးသိတယ်နော်အလောင်းစီသူမင်းကြီးဘာကြောင့်နိုင်ရဆန်လဲဆိုတော့သူ့သားတော်ကြီးကအလောင်းစီသူမင်းကြီးနာမကျမ်းဖြစ်နေချိန်မှာခမဲတော်ကြီးကြွပါအကောင်းစားဆေးစစ်ပေးပါမယ်ဆိုဘန်ကောက်လည်းမခေါ်ဘူးနော်ဘာလို့လဲဆိုတော့ရွှေကူကြီးဖျားတဲ့ခေါ်ပြီးတော့ခေါင်းအုံးနဲ့ဖိတပ်ပလိုက်တယ်အဲ့မှာအလောင်းစီသူမင်းနိုင်ပါဆိုင်အောင်သားကလှုပ်ကြံတာအဲ့ဒါကိုပြောတာသွေးချောင်းစီကသေရှားပုံရဲ့ပြင်ရွှေမြန်မာဘုံမှာအမင်းမင်းသမရတွေနဲ့သတင်းလှတဲ့အင်းဝရာဇာမွန်တာလွန်မင်းကိုပါခုနပကံခေခုကအင်းဝခေတာလွန်မင်းကြီးဘာကြောင့်လိုက်ပါစမ်းလဲသားရင်ရှင်တရုတ်ကေကရှင်မင်းလုံးမဲ့အခြေစရာတွေဖြင့်ဟာရှင်တရုတ်ကဝင်သက်တဝဲသားတွေဘိုးဝင်ခံလို့မို့ဟိုရေယမန်လန်းတော်စီစဉ်ကအပြက်ကြီးပြက်ခါတက်ခရာတွေဆုံးပုံနဲ့သွားပြန်ပြီအင်းဝခေနောက်တစ်ခါပြန်ကြည့်ဟောတွေ့ပြန်ပြီဟာရာဇဝင်မှာတထုံးနောက်တနေ့ဟဲ့မှာတော့
မင်းရဲ့ရန်နမိတ်ခမည်းမကြီးသနေပေပါပြည်မင်းဂုံခန်းတို့မုံမုံဆန်းဆန်းပုံကံရဲ့အတိုင်းရဲ့ပြင်မင်းရဲ့နမိတ်လည်းညီတော်ပြည်မင်းလှုပ်ချလိုက်တာသွားရောသမိုင်းမှာတွေးဆွခဲ့တာတွေသူပြန်ပြီးတော့စဉ်းစားနေမုံမုံဆန်းဆန်းပုံကံနဲ့အတိုင်းရဲ့ပြင်တလိုက်နဲ့ရွှေပြည်တခွင်းမတော့ဓမ္မစီရီဘရင်လက်ထက်တုံးဟုစီကလေယုံဤတသိန်းလျှမ်းပေတဲ့သမိန်ဗျာဆိုသူစစ်ဘိုလ်ချုပ်ကိုဖြင့်မဟုတ်ဒီအကောင်တေးလေးတစ်စေးကြိုက်တာနဲ့ဩဖွေဝရှာရှာမချင်းစရာပဲပေါ့နော်မရေမရသေးရွာဆိုင်တယ်လို့ပသမိန်ဗျာဆိုစစ်သူကြီးလေတစ်စေးလူကောင်မျိုးကကြိုက်တာနဲ့သိရပြန်ဟာအဲ့မှာဆရာကြီးမှပြန်စဉ်းစားတယ်ဟာရှိပါသေးလားဟဲ့မြန်မာရာဆိုရင်မကုံနိုင်မှုတွေးဆွခဲ့တဲ့အာနာသိမ့်မှုတွေအခိုက်ခါတူးလို့မို့ဆရာတမှုမကြလွမ်းရပါတယ်ဗမေယအဆူဆူကြားကျင်ငန်းတွေနဲ့မြန်မာစဝညာမန်းဟွန်တွင်ဖြင့်ငါတလူငါတရရောမဟဲလို့သာခန့်ပလင်းညွှန်းပြီးတော့မြင်ခွန်ပိုင်းလုံးထားစဉ်ကအလုံးသိပါတယ်နော်မြင်ခွန်တိုင်းညီနောင်နှစ်ပါးသဘုံထားတယ်ဘသူလောက်ကြံခံလိုက်ရလဲကနောင်မင်းသားကြီးလောက်ကြံခံလိုက်ရတယ်မင်းတို့မင်းကြီးတောင်ကံကောင်းလို့မသေးတာအသက်ဘေးကလွတ်လာတယ်အဲ့ဒီတိုင်းပြည်ရဲ့ကောင်းအောင်ကောင်းကြောင်းလုပ်မဲ့ကနောင်မင်းသားကြီးမြင်ကွန်းတိုင်းသဘုံထားပြီးတော့လောက်ကြံလို့သေသွားရောမြင်ကွန်းပိုင်းသဘုံထားစဉ်ကကြုံရသူမသားတော်နဲ့ပမာတော်တူးတယ်လို့နှိုင်းမိတယ်။တို့နိုင်ငံသမိုင်းအဲ့ဒီလိုသွေးစွန်းတဲ့အာဏာသိမ်းမှုတွေနဲ့တကယ်ခေါင်းဆောင်တွေကအဲ့ဒီလိုဖြစ်ပြီးတော့သေခဲ့ရပါဘောအလုတ်ကြံခံခဲ့ရပါဘောအဲ့ဒီဟာတွေပြန်တွေးမိတဲ့ဒါနဲ့တူလိုက်လေချင်းကွယ်ပမာတော်တူးတယ်လို့နှိုင်းမိတယ်ရိုင်းတဲ့အတိတ်ရခေလိုတော်ကွယ်စကိုင်းတပည့်ကိုင်းအဖွဲ့တွေနဲ့မှန်းရဲ့စိတ်ထင်ဒုတိယချိုးပြီးသွားပြီမလေးမနှဲယူရတယ်လာပြီတတိယချိုးမင်းစိတ်မင်းမှအကြံဖန်တင်းလိုက်ပုံကအင်္ဂလိပ်ယင်းဂျပန်နှစ်တန်းရှင်းမှလို့အောင်ဆန်းကြောင်လာပြီရန်ခပင်းကိုတဲ့မောင်းငါနှင်းတောင်းမြန်မာတခွင်မှာဖြင့်အထက်ရခင်သဘောအင်္ဂလိပ်နဲ့ဂျပန်ရန်ခပင်းကိုရှင်းလိုက်တဲ့အောင်ဆန်းမှလည်းတို့မြန်မာနိုင်ငံမှာဟိုတိုင်းပဲပြန်ဖြစ်ပါလားဟဲ့ကွယ်တကောင်းရာဇဝင်ကိုတဲ့ဆက်ချင်းသဘောတတိယအချိုးပြီးသွားပြီနောက်ဆုံးချိုးလာမယ်နတ်မြူတီယံမှန်လို့ကြီးကတန်းနဲ့ညီလာခံဘိုလ်ရှုပွဲတွင်မှအောင်စားအောင်မြင်တော့မယ်နော်ရှစ်နှစ်လွတ်လိုက်ရတော့မယ်တစ်နှစ်တွင်လွတ်လိုက်ရအောင်ကျုပ်လှုပ်ပေးမယ်လို့တိုင်းပြည်ကိုဂရီပေးပြီးပြီတကယ်လဲရအောင်လှုပ်ပေးခဲ့တယ်လွတ်လပ်တယ်1948မှာအလုံးသိတဲ့အတိုင်းဂရီတီးတယ်တစ်နှစ်တွင်ဆိုတစ်နှစ်ပဲသူများရဲ့လို၄-၅နှစ်အချိန်မယူဘူးဂရီမတီးတိုင်းလည်းမရှိဘူးနော်အဲ့လိုရှင်းပြပြောတယ်နော်ဘယ်ရောက်သွားလဲမသိပါဘူးနတ်မျိုးဒီယံမှန်လို့ကြီးကတန်းနဲ့ညီလာခံဘိုလ်ရှုပွဲတွေမှာထိုလူခွဲကိုမကြည်ညိုတဲ့ဝတိလိုတဖြည်းဖြည်းယူမဟဲ့လို့တနွေ့နွေ့မှုပြီးတော့ခွေးဘလူးလိုအကောင်းမိုက်တွေကအမှောင်စရိုက်နဲ့ပြောင်းမဲ့မိုက်မပေါ်လို့ဖြောင်းကြိုက်ဟာမယာရရချင်းနဲ့ဇာတာမိန်လို့မို့ခုနကလေးတယောက်ပြောသွားပြီဗါတယ်အာစီ1814ဂျီကားနဲ့2စီးဟိုဘက်က9ယောက်ဒီဘက်က4ယောက်လောက်ကြမဲ့ကောင်တွေအတွင်းကိုရုပ်နဲ့ကိုဝင်ချလာတယ်နာနဲ့10နာရီ10မိနစ်ဟိုကအစည်းအဝေးစတော့အမှန်ကအဲ့ဒီနေ့ဘိုလ်ချုပ်တို့အစည်းအဝေးလုပ်ဖို့မဟုတ်ဘူးလုံမှာက16ရက်နေ့ဒါပေမဲ့ကက်ဘိနက်နဲ့တိုက်နေလို့ခုနပါလီမန်နဲ့တိုက်နေလို့19ရက်နေ့သူကိုယ်တိုင်ပြောင်းလိုက်တာလုံမှာကကျွန်တော်တို့ဟိုကြာတော်ပရိနေ့16ရက်နေ့ထွန်းလာရအဲ့ဒီတိုက်နေကွာ19ရက်နေ့စနေနေ့ပြောင်းကွာဆိုဘိုလ်ချုပ်သူကိုယ်တိုင်ရက်ကိုပြောင်းလိုက်တာခုနကလေးပြောတော့တယ်အဲ့ဒီတွင်းအဲ့ဒီကားဝင်လာတယ်လုံကြံမဲ့သူတွေအာစီ1814စနစ်နံပါတ်စစ်တပ်ဒစိမ့်နဲ့စစ်တပ်ဒစိမ့်ကလည်းလက်မောက်မှာတတ်ထားတာချင်းသေးဒစိမ့်တဲ့တိုက်ဆိုင်ဘိုလ်ချုပ်လုံကြံသွားတာချင်းသေးဒစိမ့်တဲ့နော်ဖြစ်မှဖြစ်ရလေဟဲ့ဘိုလ်ချုပ်တို့ကစီးလာတာဗိုလ်ထွန်းလာကားနဲ့2804အာစီအဲ့မှာအသေးစိတ်တွေခုနအဲ့လိုပြောင်းကြိုက်တာခေါဒီမှာရေးထားတာကဝတိလိုတဖြည်းဖြည်းယူမဟဲ့လို့တနွေ့မှုပြီးတော့ခွေးလူလိုအကောင်မိုက်တွေကအမှောင်စိမ့်နဲ့ပြောင်းမိုက်မောပြောင်းကြိုက်တာတက်ပြီးတော့ပြစ်ချသွားတယ်တော်ပီကန်စတင်ကန်ဘရင်ကန်73ချက်15ချက်8ချက်စသည်အဖြစ်သွေးတွေကိုရဲလို့ဥပတ်ချမ်းရဲ့ဆောင်းမရဲ့ပြန်ကြည့်ရင်ဝင်လိုက်ရောတခါတော့သွေးတွေရဲပြီးတော့ရန်ကုန်တွေကအဲ့နေရာဖြစ်ပုံကလည်း15ရက်နေ့ကတန်လင်း BOD ဝင်းထဲကအလုံးသိပါလေဒါလေးကိုဘရင်ကအလက်200ပြောက်လိုက်စုံစမ်းတယ်
ဒီမေဂျာတယောက်ရဲ့လက်မှအတုနဲ့လိန်ညာထုတ်သွားတာဥစောပဲဆိုတဲ့သတင်းရအဲ့ဒီမှာပလိမင်းကြီးဦးထွန်းလှအောင်တို့ကဗိုလ်ချုပ်ကိုပြောတယ်16ရက်နေ့မှာကျွန်တော်တို့သတင်းအတိအကျရပြီးပြီဗိုလ်ချုပ်ဥစောကိုကျွန်တော်တို့ဖမ်းမယ်ထောက်ထားခိုင်းလုံးတယ်ဘာပြန်ပြောလဲခမရတို့ပလိတ်တွေအဲ့တော့ပလိတ်လို့ခေါ်တယ်ခမရတို့ပလိတ်တွေအဲ့တိုင်းပဲအားရှိနိုင်ငံရေးသမားဖမ်းနေတာပဲမဖမ်းနဲ့တဲ့ကြုံမကြိုက်ဘူးတဲ့ဟာကွာလိုက်တာခမရတို့ပလိတ်တွေလကားနေဖမ်းနေတာမဖမ်းနဲ့တဲ့ဥစောတဲ့ကြည်စားသူ့ကိုယ်သူယုံကြည်တာအဲ့လိုနဲ့19ရက်နေ့ရောက်လာတဲ့ခါကျတော့သိတဲ့အတိုင်းပဲဒီလောက်ကြံခါတဲ့မြင်ဝင်းကိုကျွန်တော်အသေးစိတ်မပြောတော့ပါဘူးเนาะဒါဖတ်ကြည့်လိုက်ပါတော့ဖြောင်းကိတ်ဟာမယာယီရအချိန်နဲ့ဇာတာမိန်လို့မို့ကန္နာမငိတာဝရင်ညွညာပေါ့ဖြေမကြီးနေတော့လွမ်းစီဖို့မြမပြည်ပေါ်ဓမ္မစီတော်ရွမ်းဟန်ချိန်မို့မြမမြေလွတ်လပ်တော့မယ်ဆိုပြီးတော့ဓမ္မစီတော်ရွမ်းမယ်ဆိုပြီးတော့အစွမ်းကိုဒီတစ်ခါဖြင့်ပြေဝညဉ့်ညာဖို့အလုပ်ပေးပါတုတ်တန်တကွန်စောင်းရရှာတဲ့ရုပ်အကျန်း9လောင်းဟုရဲ့နဲ့ဘာကြောင့်9ယောက်မှ9လောင်းလို့ပြောလဲဆိုတော့ဥရဇတ်နဲ့ကိုထွေးနဲ့ကိုချက်ချင်းပဲဘာသာထုံးစံအရာခုနကအစ္စလာမ်ဘာသာဝင်များဖြစ်တဲ့အတွက်ချက်ချင်းယူသွားတဲ့အတွက်ဟိုမှာ9လောင်းပဲကျန်19ရက်နေ့လောက်ကြံခါရတယ်ဆေးကိုတခါတည်းပို့ရတယ်ဒေါခင်ကြီးလိုက်သွားတယ်တာဝါလိမ့်လန်းအိမ်ကိုပြန်ယူလာတယ်အဲ့ဒီမှာကလေး3ယောက်ကအောင်ဆန်းဦးအောင်ဆန်းလင်းအောင်ဆန်းစုကြည်အောင်ဆန်းစုကြည်မှာဘယ်လောက်ရှိသေးလို့လဲ2နှစ်သမီးပဲရှိသေးတယ်4နှစ်3နှစ်2နှစ်တန်းစီလို့အမလေးဟိုက40ဟလာဟိုဘိုးကျော်အောင်ဆန်းကဘယ်နှခုနဲ့အိမ်အောင်ကြလဲဒေါခင်ကြီးနဲ့သိတယ်မလား45 46 49 48 44 45 46 49အိမ်အောင်ကြတယ်နောက်တစ်နှစ်သားအကြီးနောက်တစ်နှစ်သားအလတ်နောက်တစ်နှစ်သမီးငယ်နောက်တစ်နှစ်သမီးလေးမွေးသေးတယ်4ယောက်မွေးတယ်ဘိုးချုပ်ကအဲ့ဒီမှာဟိုကလေး3ယောက်ကဒေါခင်ကြီးကသူ့ယောက်ျားအလောင်းဆေးုံကနေပြီးတော့တာဝါလိမ့်လန်းအိမ်ကိုပြန်အသေးပြီးတော့သူကိုယ်တိုင်ခေါ်လာဘိုးလေးပြလာပွေလာပြီးတော့ဂရင်မော်ထားယူနီဖောင်းလေးနဲ့လွှမ်းထားအဲ့ဒီမှာဧည့်သည်တွေလာကြပြီအဲ့ဒီချိန်မှာမှတ်တမ်းနဲ့မှဘယ်လိုပါလဲဆိုတော့အငယ်ဆုံးသမီးစုစုလေးကဒီနေ့အားလုံးအမေစုခေါ်နေကြတဲ့စုစုလေးကဖေဖေမောလို့အိတ်နေတယ်လာကြည့်လို့ပြောချတယ်သူမသိဘူးသူ့ဖေလောက်ကြံခါတာမသိဘူးသိတယ်ဆိုလည်းမသိဘူးဖေမောလို့အိတ်နေတယ်ဖေရုံးကပြန်လာပြီဒီနေ့စောကြီးပြန်လာတယ်ရုံးကပြန်လာတယ်မောလို့အိတ်နေတယ်မသိရှာဘူးပြီးတော့အဲ့ဒီနေ့မနေ့ရုံးအသွားမှာဘိုထွန်းလာမှတ်တမ်းထဲမှာပါတယ်သူ့အော်စတင်ကားဝိုစလီကားဝတက်ခါနီမှာအငယ်ဆုံးသမီးလေးကိုသူကအချစ်ဆုံးမှုပေးသွားသေးတာ the last မှုပေးသွားသေးတာဒါဒီသေးစိတ်ကျွန်တော်မပြောဘူးဝန်းနေစရာကြီးနော်အဲ့ဒီနောက်အိမ်မှာထားနောက်နေ့20ရက်နေ့အိမ်ကနေပြီးတော့ဂျူဘလီဟောကိုရွှေ့ခေါင်းကဗဟန်းဖြတ်တင်ကြီးစီဘယ်နဲ့ကဘာညာဖြတ်ပြီးတော့ဖះရွှေလုံးဖះလားနောက်တစ်ခါရင်ခွဲရုံအဲ့ဒီကနေပြီးတော့တစ်ခါဂျူဘလီဟောခုနဂျူဘလီဟောထဲမှာအလောင်းစဉ်90ပြင်ထားတယ်အလောင်းစဉ်အဲ့မှာထား6လနီးပါအဲ့မှာထားတယ်နော်သိတယ်နော်ဂျူဘလီဟောထဲမှာဗိုလ်ချုပ်တို့ခေါင်းဆောင်ကြီးတွေအာဇာနည်ခေါင်းဆောင်ကြီးတွေရုပ်ကလပ်ကို6လတီထားတယ်ပြည်သူတွေဝင်ပြီးတော့အလေးပြုတာဂျူဘလီဟောဆိုတာဒီခေတ်ကလေးတွေသိမှာမဟုတ်တော့ဘာကြောင့်လဲဆိုတော့ဘယ်မှာရှိလဲဆိုတော့ရန်ကုန်ပြန်ရောက်ရင်သတိထားကြည့်ရွှေရုံတောင်မုတ်တိုင်တက်တဲ့ပြီးထွက်လာတယ်စေအောင်ကြီးဘုန်းကြီးကျောင်းလိုက်ရှိတယ်အဲ့ဒါနဲ့မျက်နှာချင်းဆိုင်အခုဘာရှိလဲဆိုတော့ရခင်ကနိုင်ငံသမိုင်းသုတေသနစစ်သမိုင်းပြတိုက်အခုတော့အခွန်ဟောင်းတော့မရှိတော့တယ်အဲ့ဒီဟာတွေကနေပြီးတော့ရောက်သွားပြီဂျူဘလီဟောဆိုတာအဲ့ဒီဂျူဘလီဟောကြီးကိုဖျက်ပြီးတော့အဲ့ဒီစစ်သမိုင်းပြတိုက်ကြီးကိုဆောက်လိုက်တာစစ်ဆိုးရကနောက်ကျတော့နေပြည်တော်ဆိုပြီးရွှေ့တဲ့ခါကျအဲ့ဒီကပစ္စည်းတွေလည်းနေပြည်တော်ရွှေ့တော့ခုကကြီးကဂျူဘလီဟောအဟောင်းလည်းပြက်စစ်သမိုင်းပြတိုက်အစ်စ်ကလည်းအလုံးမဖြစ်ဒီတိုင်းကြီးပဲတန်လန်းကြီးကြိုင်ခဲ့အုတ်ချုပ်မှုစီမံခန့်ခွဲမှုတော်ပုံပြောပြတာဥပမာနော်ညီမင်းညိုပြောသလိုစီမံခန့်ခွဲအဲ့လောက်တော်ပါတယ်အဲ့ဒီဂျူဘလီဟောထဲမှာအလောင်းစင်တွေပြင်ထား6လတိုင်နဲ့လေးပြုခံနောက်ကြတော့မှအာဇာနည်ဘိမ့်ဖန်ကိုပြောင်း1948မေလ10ရက်နေ့မှာဦးစောတို့ကျိုးပိတ်ကွမြက်အမှုအင်မတန်စိတ်ဝင်စားစရာကောင်းတယ်ပြောရင်ထားတော့ဒါဒီအသေးစိတ်မပြောတော့လေးကျိုးလေးကောင်ရွတ်လိုက်အောင်တုတ်သံတကွန်းစောင်းရရှာတဲ့ရုပ်ကြံ9လောင်းဟုရဲ့နဲ့အလုံးကောင်းစွာကဘာတီမီအာဇာနည်ဗိမ္မာန်ပထိုးကိုဖြင့်ပါရမီဒိဋ္ဌံတစ်မျိုးဟုရဲ့နဲ့ရှ िख ိုးကဆရာကြောချင်းရဲ့ကြည်စား
ဆရာကတပည့်ကိုကြော့မတဲ့မိုင်းကဆရာကြော့ချင်းရဲ့မြန်မာမတော့ပူဇော်ဖို့တပည့်ဝအောင်ခမန်းတွင်မှာလူမသမားအမောင်တန်းကြီးမှုတောင်ကန့်မှုစီကဖောင်လန်းကြတော့နဲ့အခြေတကုံဒီဟူသောယေစုမျောလျက်ဩတောင်လန်းမြောင်လန်းအဆောင်ဆောင်ကျန်ကန်နဲ့အခေါင်မမြန်းရခင်ကအောင်မန်းညိုရရှာတဲ့အောင်ဆန်းတို့ဒီဘုံနှမျောဒါလေးချိုးကြီးပါအမလေးတော်တော်ကိုပြင်မခံယူရပါတယ်အဲ့ဒီလိုဆရာကြီးသခင်ကိုတော့မှိုင်းလို့ကျေးဇူးတရားသိတတ်တဲ့ပုဂ္ဂိုလ်ကြီးတွေကအဲ့ဒီလိုအမှတ်တရအမွှတ်တင်ဂုံပြုတဲ့လေးချိုးကြီးတွေကိုရေးသူတွေမကရေးကြတယ်ဆရာစောကြီးဆရာမေသောဆရာတေမုံဆရာမငွေတာကြီးဆရာမင်းဝေစသည်အဖြစ်ကြပြားတွေနဲ့အမွှတ်တင်ကြတဲ့အာဇာနည်ပိတ်မှာအာဇာနည်ဂုံပြုတဲ့ကြပြားတွေများစွာထွက်ပေါ်ခဲ့ကျေးဇူးတရားသိတတ်တဲ့သူတွေဘန်ကောက်ရောက်ညီကိုမောင်နှမတို့မိဘပြည်သူများခမရလို့မခေါ်ဘူးနော်ဘန်ကောက်ရောက်ညီကိုမောင်နှမများတို့တပည့်တော်ပြောမှခွင့်လို့ပါဖေမင်္ဂလာတရားတော်မှာကတိညုတကတဝရီဆိုတာရှိတယ်မင်္ဂလာတရားမှာပုပ္ပကာရီအင်မတန်ရှားပါတာရှိတယ်ဘာလို့ဆိုတော့ရှေးဦးစွာကျေးဇူးပြုခြင်းသိရှားတယ်နောက်ထပ်ရှားတဲ့တယောက်ရှိသေးတယ်အဲ့ဒီကျေးဇူးကိုသိပြီးတော့ဆက်တယ်လို့ရှားတယ်နှမျိုးရှိတယ်ကျေးဇူးပြုတဲ့သူရှားတယ်နောက်တစ်ခုကအဲ့ဒီပြုတ်ထားတဲ့ကျေးဇူးကိုခံယူပြီးတော့အဲ့ဒါကိုသိပြီးတော့သိလဲသိတယ်ထုတ်လဲထုတ်ပေါ်တယ်ပြန်လဲဆက်တယ်ဆိုလို့အင်မတန်ရှားတယ်ဒီနှမျိုးအခုဝန်းနေတယ်စိတ်မကောင်းမှုယူချုံမရဖြစ်တယ်68နှစ်နော်ဒီလိုနေ့ဆိုရင်ရန်ကုန်မှာထိုချိန်ကလွန်ခဲ့တဲ့68နှစ်ကမိုးရီဖြိုင်မြေရွာပေါ့ဒါဆိုင်လိုက်39ခုနအိုးဆွဲပေါ့အိုးဆွဲတော့မှဒါတောင်ဒီမှာအိုးကိုခုနအတန်လေးနဲ့ထည့်ပြီးတော့မိုက်ကရိုဖုန်းနဲ့ကပ်ပြီးဆွဲတာနော်တကယ်အရင်တော့အိုးဆွဲတာမဟုတ်ဘူးဘန်ကောက်မှာဆိုင်လိုက်39မိနစ်ကိုစောင့်ပြီးတော့အားလုံးအလေးပြုအောင်အာဇာနည်ကောင်းဆောင်ကြီးများအလေးပြုအောင်ဆိုဆိုင်လိုက်39မှာအိုးဆွဲခိုင်းဆွဲဟာတော်လိုက်တာကိုလူတွေကြည်စမ်းမနှစ်ကအထိမနှစ်ကမှရန်ကုန်မြို့မှာအိုးဆွဲခြင်းကိစ္စခွင့်ပြုလားဟိုတနှစ်ကအထိခွင့်မပြုဘူးရန်ကုန်တိုင်းဒေသကြီးအစိုးရကလူတွေကတောင်းဆိုကြတာဆိုင်လိုက်39မိနစ်မှာကျွန်တော်တို့ငယ်တော့အဲ့ဒီတိုင်းပဲရောက်တဲ့နေရာရက်မော်တော်ကားဆိုရက်လူဆိုရက်စိုက်ကားရက်မြင်းလဲရက်မော်တော်ဆိုင်ကရက်စပိန်ရက်ပြီးဆိုင်လိုက်39မိနစ်ဆိုရင်အိုးဆွဲတိုင်းမြမအတန်လွှင့်ပေးတာဗျအဲ့ဒီမှာလက်ဖွေးဆိုင်တဲ့ရေဒီယိုကလည်းအကျဉ်းဖွင့်ပြီးတော့ဦးဟာအသက်နှလုံးကိုလှိုက်ပြီးတော့ပါသွားစေတဲ့ဟောဒီချိန်မှာတက်ပြစ်ပြီးဟဲ့ဆိုတဲ့အဓိပ္ပာယ်ဟောဒီချိန်မှာသွေးမြေကြပြီဟဲ့အဲ့ဒီအတွင်းဝင်ရောအဲ့ဒီစီဝေးခမ်းမဘိုလ်ချုပ်စီဝေးခမ်းမထဲမှာကျမ်းပြင်ကသွေးတွေရွှဲပြီးတော့တောက်နဲ့ကြနေတာကြော်ပြီးကြလာအောက်ကပုံနေပင်နေတောင်အနီရောင်တွေဖြစ်ကုန်တယ်အဲ့လိုရေးထားတာရှိအဲ့ဒီချိန်ရောက်ပါပြီလားအိုးလက်ကလေးကာပြီးတော့ဟဲ့ဆိုပြီးတော့ပက်လက်ချမ်းကြပြီးတော့ကြဆိုးရှာတာပါလားအဲ့ဒါတွေကိုစိတ်ထဲတလုံးလုံးသိပြီးတော့အိုးတွေဆွဲဦးဟာကောင်းလိုက်တာအဲ့ဒါကိုလုံခဲ့တဲ့တစ်နှစ်လောက်ကထိအောင်အစိုးရကခွင့်မပြုဘူးအိုးမဆွဲရဟာကျေးဇူးတရားသိနေတာအိုးမဆွဲရပြီးတော့အဲ့တော့ကားသမားတွေကဘာလုပ်လဲတက္ကစီသမားတို့ဆိုင်ကယ်သမားတို့ကတယ်လီဖုန်းဘယ်လောက်ချစ်စရာကောင်းတဲ့ပြည်သူလူထုလဲနော်ဖုန်းတွေကို ringtone တစ်ခါချထည့်တယ်ကိုကအချိန်ပတ်ပြီးတော့ဆိုင်နေ30ခွန်တက်ပေးပြီးတော့ကားတွေကဟွန်းနေတီးတယ်ဆိုင်ကယ်တွေကဟွန်းနေတီးတယ်ခရီးတွေမဟုတ်တယ်ပြည်သူလူကိုယ့်ကိုလုပ်ပြတာကဲအမိတ်ကအဲ့လိုနာခန္ဓာနော်ဟိုကထုတ်ထားတဲ့အမိတ်ဟုတ်ပြီးတော့အဲ့အချိန်မှာပြောထုတ်ထားတဲ့အမိတ်ကရှိသေးတယ်သွားတဲ့နေရာတိုင်းမှာကျွန်တော်အားလုံးအဲ့အချိန်မှာရက်ကြတာကိုရက်ပြီးတော့ငြိမ်ပြီးတော့2မိနစ်အလေးပြုငြိမ်ပြီးတော့ကျေးဇူးတရားတွေကိုပူဇော်ပြီးတော့ဝန်းနေနေကြအဲ့ဒါမရရဘူးလေရောက်တဲ့နေရာအစိုးရကအမိတ်ထုတ်တာရန်ကုန်တိုင်းဒေသကြီးအစိုးရကဘဟုဝညွှန်ကြားချက်ရှိမရှိတော့မသိဘူးမရက်နဲ့တဲ့ဘာလို့လဲဆိုတော့အဲ့လိုသွားရင်းနဲ့ရက်လိုက်ရင်းနဲ့ရင်မတော်တဆမှုတွေဖြစ်ပြီးတော့အဲ့မှာရင်ရောတွေအကုန်ကြက်ကုန်မှာဆိုလို့လေဟဲဒီတိုင်းကျတော့ခြောင်လာကြတာသူကကြီးသိတဲ့အတိုင်းအဲ့လိုပေါက်ကြရတယ်ဘယ်ရမလဲအကုန်လုံးအစိုးရပြည်သူလူထုကဘာလို့လဲကိုယ်အသိနဲ့ကိုအိုးအော်ဆွဲတယ်တယ်လီဖုန်းတွေခွန်းတွေတီးတယ်ပြီးတော့ရက်တယ်ဘာဖြစ်သေးလဲအဲ့တော့အခုခွင့်ပြုလိုက်ပြီအဲ့လိုဆိုရင်လည်းလုံးကြပါတော့လေတဲ့ gain ဘယ်ရမလို့နော်လုံးကြပါတော့ခွင့်ပြုလိုက်ပြီအခုလုံးနေပြီအခုခုနကကျွန်တော်တို့ဒီမှာ10နေ39အဲ့ဒီချိန်မှာရန်ကုန်မှာလည်းလုံးနေပြီအာဇာနည်ဗိမာန်နဲ့ဗိုလ်ချုပ်အောင်ဆန်းတာဝါလိန်ကအမှတ်25ဒီရှင်တဲတဲလုံးနေပြီတိုးနေပြီ
တချို့ကအမနာပါပြောတာရှိသေးတယ်တစ်နှစ်တစ်ခါအမလေးဆွမ်းတော့တစ်နှစ်တစ်ခါပန်းဝေလာချတစ်နှစ်တစ်ခါအမဲတွေဝတ်တစ်နှစ်တစ်ခါကျမှ16ဇူလိုင်မမေ့နိုင်မျက်ရည်ဖြိုင်မဲ့မလုံးမနေနဲ့ဟာမဟုတ်ဘူးလေဒါအထိတ်မှလုတ်တာတစ်နှစ်လုံးသတိရနေတာအမြဲသတိရနေတာ68နှစ်လုံးလုံးသတိရနေတာအထူးသဖြင့်ဘိုလ်ချုပ်လိုဘိုလ်ချုပ်မျိုးမပေါ်သမျှကလုံးဘိုလ်ချုပ်ကိုပိုသတိရနေတာတောက်လျှောက်ကြီးကိုသတိရတယ်အဲ့တော့ဘာလို့သတိရလဲဆိုတော့ကျွန်တော်ခုနကသမီးလေးထုပ်ပတ်တိဖတ်တဲ့ထဲပါပါတယ်ပြောမယ်ထုပ်ပတ်တိကအဲ့ဒီခုနကသမီးလေးဖတ်တော့တဲ့ထုပ်ပတ်တိအဲ့ဒါလွန်ခဲ့တဲ့4နှစ်5နှစ်လောက်ကထုပ်ပတ်တိအဟောင်းကြီးဘယ်ရလဲလည်းမသိဘူးအဲ့ထဲမှာဟိုဟာပါနေသေးတယ်မြန်မာနိုင်ငံရုပ်ရှင်စီယုံဒုတိယဥက္ကဋ္ဌမဟုတ်တော့ဘူးပြုတ်သွားတာကြာလာပြီဟာအဲ့ရုပ်ရှင်တွေဝေဖန်လို့အစည်းအဝေးမှာထထပြီးတော့မတော်တဲ့အားတွေပြောလို့ပြီးတော့ပါသေးတယ်ယဉ်ကျေးမှုတက္ကသိုလ်မှာခုနကသဘင်ပညာဌာနအဲ့ပါမောက္ခယဉ်ကျေးမှုတက္ကသိုလ်ကောင်စီဝင်အဲ့ဒါလည်းပြုတ်သွားပြီအဲ့ဒီပြုတ်ပုံပြုတ်နည်းကပိုလှတယ်ထိုစဉ်ကယဉ်ကျေးမှုဌာနဝန်ကြီးဖြစ်နေတဲ့ဦးခင်အောင်မြင့်အခုအမျိုးသားလွှတ်တော်ကြီးဥက္ကဋ္ဌဦးခင်အောင်မြင့်ကထိုစဉ်ကယဉ်ကျေးမှုဝန်ကြီးအဲ့ဒီချိန်မှာပြောအောင်ပဲဦးစေးဒီလိုချမ်းမြေမှာကဘာကြီးဖျားလားနေုံလာပြီနေ့ဆိုရင်ဥနုမွေးနေ့လုပ်တယ်ဝီချုပ်ဟောင်းဥနုလုပ်တာကဘယ်သူကလုပ်လဲဆိုတော့ဒေါက်တာနိုင်ပန်းလာကလုပ်တယ်မွန်အတိုင်းသားဆိုသိမယ်ဒေါက်တာနိုင်ပန်းလာရှိသေးတယ်ဥနုရဲ့နှမဖြစ်တဲ့စာရေးဆရာမကြီးဒေါခင်နှင်းယူရှိသေးတယ်မမစုအဲ့ဒီမှာလို့အဲ့ဒီမှာဘို့သူ့မွေးနေ့အထင်မှမြင်ဆွန်းကျွေးတယ်အဲ့ဒီမှာလာပြီးလှူကြတာတွေရှိတယ်အဲ့ဒီမှာချီဦးညူကအခမ်းအနားမှုလုပ်ရတယ်အခမ်းအနားဘယ်သူကဘာပြောပါလိမ့်မယ်ဘယ်သူကဘာပြောပါလိမ့်မယ်စာရေးဆရာကြီးအမှုပညာရှင်တွေတော်တော်များများတက်ကြတယ်ဥနုသားဆိုနိုင်ငံရေးသမားတွေလည်းတက်တယ်တစ်နှစ်သောနှစ်ကမင်းကိုနိုင်တို့လာတက်88ကျောင်းသားပြန်အဲ့ဒါလည်းမသိဘူးတရားသူတို့လည်းငွေ1000 2000လား3000လားလှူသွားအဲ့ဒါလေးထက်ဖတ်တာခန္ဓာမှုက88ကျောင်းမျိုးဆက်ကျောင်းသားများကလည်းငွေ3000လှူရတယ်ချီဦးညုထူးချီတော့တောင်းခါတာရည်ချင်းမှုဝန်ကြီးစီကအဲ့ဒီကျောင်းသားတွေလာမှသိတာနဲ့ဘာကြောင့်မို့ရည်ချင်းမှုတက္ကသိုလ်ပညာရေးကောင်စီဝင်ဖြစ်တဲ့ဦးချီဦးညုကခန္ဓာမှုဘာကြောင့်ဝင်လုပ်တယ်လဲထူးချီတော့ပေးပါထူးချီလိုက်တယ်သူတို့လာမယ်မှမသိသူတို့ရောက်နေမှလည်းမသိထို့ကြောင့်ကျွန်တော်တို့အပြစ်မရှိပြန်လာတယ်လာမယ်မှသိတယ်ရောက်နေမှလည်းသိတယ်တမင်လောက်တာထို့ကြောင့်ပြုတ်ဆိုပြုတ်သွားတော့ပြုတ်သွားတာဗျအမေတလားတသိန်းရတာတော်တော်နှမျောသားဟာအဲ့တော့မှတသိန်းပြင်ပပါမောက္ခအကြံပေးကောင်စီဝင်အနေနဲ့ရတာဒါပေမဲ့နောက်ကျတော့စဉ်းစားရတော့အိုးအခုမှငါအပင်းဆို့ရတာလွတ်သွားတယ်ဆိုပြီးတော့ဝန်တာသွားတာအပင်းဆို့ရတယ်လို့ဖြစ်နေအဲ့တော့သမီးဟုတ်လားမဟုတ်ဘူးဟာအဲ့ဒီထုတ်ပတ်တိမဟုတ်တော့အဲ့ဒီဟာလည်းမဟုတ်တော့ရုပ်ရှင်စီကိုဒုက္ခလည်းမဟုတ်တော့လွတ်လွတ်ကင်းကင်းဖြစ်သွားပြီနော်အဲ့ဒါကြီးနည်းနည်းပြင်ပေးပါဦးဘိုးကျော်ဆန်ရုပ်ရှင်အထုတ်ပတ်တိရုပ်ရှင်အတွက်ဇန်ညိုးရေးတယ်ဆိုတော့ဟုတ်တယ်ရေးပြီးတယ်2နှစ်ကျော်3နှစ်လောက်ရှိနေပြီဒေါ်ဆန်းစုကြည်ကနာယကအဘသူပဲကအရှင်စန္ဒတိကတော့လည်းလှူသွားတယ်ဖိုးချစ်တို့လည်းလှူသွားတယ်ဖိုးချစ်ဆိုတာဇမင်းသားလေးဖိုးချစ်အဲ့ဒီမှာဇန်ညွှန်းရေးပါဆိုပြီးတော့တာဝန်ပေးလို့တို့ကအဖွဲ့ဝင်မဟုတ်ဘူးဇာကနာပြောလို့ကဲရေးမယ်ဆိုရေးပြီးပြီဦးကြီးစိုးထွန်းလည်းပါတယ်ရေးပြီးပြီကြားလာပြီမရိုက်နိုင်သေးဘူးခုထိအောင်သိန်းပေါင်း3000နဲ့4000ကြားမှာကုန်မယ်အခုမှသူကရမုံဝဲ3000လောက်ပဲရှိသေးတယ်မရိုက်နိုင်သေးဘူးပြည်ပကူကြီးအများကြီးကူကြီးဆိုတာကနီးပညာဘာညာအဲ့လိုတွေအများကြီးလို့တယ်သို့တော့စိတ်ပြေလဲပြောက်ဆိုပြီးတော့ပြီးခဲ့တဲ့ဘုံကျောင်းအဆန်းမွေးနေ့ရာပြည့်ဒီမှာလည်းလှုပ်သွားတယ်ပြောတယ် February 23အဲ့ဒီအချိန်မှာအဲ့ဒီ February တလားလုံးမှာစိတ်ပြေလဲပြောက်ပြဖို့ဆိုပြီးတော့တီစာလေးရိုက်တယ်မိတ်တင်ကိုကိုကြီးက3ပိုင်းရိုက်တယ်3ပိုင်းရိုက်ဖို့စီစဉ်တာ2ပိုင်းပဲရိုက်နိုင်တယ်တစ်ပိုင်းကပါလဲခုနကမြို့တော်ခမ်းမနေပြီးတော့လွတ်တော်စီကိုတွင်းဝင်ရုံးစီကိုဗိုလ်ချုပ်တွေ့ဘူးတော့မလားဘန်ကောက်လူကြီးလိုမှပြီးတော့ဘေးမှာစစ်ဖို့နဲ့ကောင်းမောင်းနဲ့လေခါလမ်းလျှောက်သွားတယ်အဲ့ဒီပုံအဲ့ဒီအခါရဲ့နောက်တစ်ခါဒေါခင်ကြီးကိုဝကြီးနဲ့အောင်ဆန်းစုကြည်ကိုဝန်ဆောင်တို့အဲ့ချိန်မှာအချိန်နေမကောင်းဘူးဆိုပြီးတော့မြောင်းမြောင်းပဲဟိုဖြာပုံမဲ့ကြက်ဖမွေးဆောင်ရွာကိုလွှတ်လိုက်တဲ့အချိန်အဲ့မှာအဲ့ဒါလေးကိုအဲ့ဒီဟာလေးနောက်တစ်ခါကဘာဆိုအလုတ်ကြံခါတဲ့အခါရိုက်ခွင့်မပေးဘူးအတွင်းဝင်ရုံအသုံးချခွင့်မပေးဘူးအဲ့ဒီနှစ်ခါရိုက်ပြန်ပြကောင်းလားမကောင်းဘူးကျန်တဲ့ဓာတ်ပုံပညာရုပ်ရှင်ပညာဒါတော့အမှုရအကုန်ကောင်းတယ်ဒါပေမဲ့ဆိုးသွားတာကဘိုးကျောင်းဆန်းပြည်သေယုဆောင်မဲ့သူတွေရွေးတော့ဘောလုံးသမားလေးဘယ်သူကြောလိုက်လားအဲ့ဒီကောင်လေးဒီကောင်ဘိုးကျောင်းနဲ့တူတယ်ဆိုပြီးရွေးလိုက်โอเคအမှုရတွေသိကဲ့သွင်း dialogue တွေချပေးအင်းလေးလိုပြောတော့အောင်လို့
တော်တော်နဲ့မြဲဖြစ်ဘူးလေတစ်နှစ်ခွဲလောက်ကြာတယ်လေဒီကောင်ဘောလုံးသိရထွက်ခိုင်းပြီးတော့ဒီကောင်အမူအရာ training ပေးနေတာမောင်မျိုးမင်းတို့ကိုလူမင်းတို့ကအဲ့လိုနဲ့ဒီကောင်ကဘောလုံးလည်းမကန်ရအဲ့မှာအမူအရာတွေကျင့်စားပြီးအိပ်ပြီးစားဆိုတကယ်ရိတ်တဲ့ချိန်ကျဒီကောင်ကဂုံသားကြီးတွေတက်ပြီးဗိုက်ကြီးကဖောင်းအောင်တယ်အဲ့တော့ကျွန်တော်ပြောရတယ်ဆရာတဲ့ဘယ်နဲ့လေးတဲ့မင်းအမူအရာလည်းကောင်းပါတယ်ကွာလို့အခုရိုက်ဒါပေမဲ့မင်းကဘိုလ်ချုပ်တယ်မတူဘူးကွာလို့ဘိုလ်ချုပ်နဲ့သွားတူနေတယ်လို့ဘာလဲဆရာတဲ့ဘိုလ်ချုပ်အောင်ဆန်းနဲ့မတူအခုဘိုလ်ချုပ်တွေနဲ့သွားတူနေမင်းကဘိုလ်ချုပ်စစ်ဖို့ဒီလိုကြီးဖြစ်နေထားပါတော့အဲ့ဒါတကူကတော့ဟုတ်သေးတယ်မှန်သေးတယ်ဟာနော်ဒါကျန်တယ်တော့လွဲသွားပြီကဲကောင်းပြီထမင်းစားကြရောပေါ့နော်ကဲအဲ့တော့ဟိုမှာဒီကလေးတွေတော်နောက်တဲ့ကလေးတွေတာဝန်ပေးထားသေးတယ်တချင်းဆိုခိုင်းတာအဲ့ဒါတော့ဆိုရင်တဲ့တချင်းမဆိုရအောင်ကို့မှာဘန်ကောက်ရောက်လာတော့မှဒီမိုကရေစီမရှိဘူးဖြစ်နေငါအာဏာခနဲ့ခိုင်းခံနေတာတခါမှမဆိုဘူးတဲ့တချင်းဆိုခိုင်းတယ်ထားတော့ဆိုပေးမယ်ထားလိုက်ဦးပြောကြရှိတာပြောမယ်မိကြမှာဆိုလို့ဒီညနေဦးဘန်ဘောပကပေါဟုတ်လားရှိတယ်မလားပြီလားမသိဘူးဘန်ဘောပကပေါစေရုံပါရွှေညဝါဆရာတော်ကြီးရဲ့တရားပွဲရှိတယ်နော်မနေ့ကသွားဖူးတယ်သိပါတယ်တဲ့ရွှေညဝါဆရာတော်ကြီးအားလုံးသိပါတယ်ဗမာပြည်ထဲမှာတရားပွဲပိတ်ခါတာလေတာဝန်ယူကျင်းပတဲ့လူဖမ်းမယ်ဆိုတော့တာဝန်ယူလဲတဲ့ငါကောင်ကဟောကျင်တဲ့နေရာသွားဟောမယ်တဲ့ပြီးတော့ဆရာတော်ကြီးကိုတရားပွဲပိတ်လိုက်တယ်ဘလောက်ကြာပိတ်လိုက်လဲဆိုတော့အကန့်အသတ်နဲ့ဗျတစ်သက်လုံးတဲ့ဘယ်နေရာလဲဆိုတော့အကန့်အသတ်နဲ့ဗမာပြည်တစ်ပြည်လုံးတဲ့ပြီးတော့ပြောလိုက်သေးတယ်ရွှေညဝါဆရာကြီးကဆိုဆုံးမရန်ခက်တော်သူတဲ့ဒုပ္ပစဟာပါဠိလိုဒုပ္ပစလို့ခေါ်တယ်ဆရာတော်ကြီးကိုဆုံးမတာမရဘူးတဲ့ဆရာတော်ကြီးကဆုံးမမခံဘူးဘယ်သူကဆုံးမဆိုဆရာတော်ကြီးတော့မတော်တဲ့မတက်တဲ့သူတွေကဆုံးမတော့ဆရာတော်ကြီးကခံမလားအဲ့ဒါကိုသူ့ဒုပ္ပစလို့ပြောပြီးတော့ပိတ်လိုက်တယ်ညသွားပြီးတော့ဖူးတယ်နော်ဆရာတော်ကြီးနဲ့အဲ့ဒါဒီညတရားဝဲရှိတယ်ငါကြော်ညာပေးသန်းကွာတဲ့ဆရာတော်ကြီးဗျာလို့တပည့်တော်တို့ချီဦးညိုတို့ညီမင်းညိုတို့ပြောမှမဟုတ်ပါဘူးလို့ဆရာတော်ကြီးတရားဝဲဆိုရင်ဘယ်နိုင်ငံရောက်အုံနဲ့ခဲနဲ့လာကြမှာပါဗျာအေးကွာငါသိတာပေါ့ထောက်ထိုင်းလဲလာမှာပါဗျာအေးကွာအဲ့ဒါလည်းငါသိပါတယ်ကွာဟုတ်ပြီအဲ့တော့ခုနကတက်ပြောသွားတဲ့သားတို့ကသွားတဲ့ကလေးလေးတွေခုနကပြောတဲ့ထဲမှာလည်းပါတယ်ပြောကြတဲ့ထဲမှာမျိုးချစ်စိတ်ဟုတ်တယ်နော်ဝန်သာရုရခိတတရားသတိထားအဲ့လိုမျိုးချစ်စိတ်အမျိုးဆောင်ပြောရင်းနဲ့ကိုကျိုးလဲသွားတယ်တော်တော်များတယ်နော်လွဲသွားတာမှားသွားတာတော်တော်များတယ်ပြောင်းပြောမယ်ကလားဆိုရင်ဘာဖြစ်တယ်ဆိုပြောတယ်တိုက်ပေးတယ်ဟာမကြိုက်ဘူးဥပမာလေးတစ်ခုပြောမယ်1938ရန်ကုန်တက္ကသိုလ်သမဂ္ဂဥက္ကဋ္ဌကိုနုစကေလူဝဲမှာဥက္ကဋ္ဌမိန်ကွန်းတက်ပြောတာတက္ကသိုလ်အာဏာပိုင်တွေကိုဝေဘာနာကျမ်းတယ်ဆိုကိုနုကိုကြောင်းထုတ်ပလိုက်ရောကိုအောင်ဆန်းကထိုးချင်းမှာအိုးဝေမဂ္ဂဇင်းရဲ့အက်ဒီတာကိုနုကိုကြောင်းထုတ်လိုက်တော့အဲ့ဒီမှာဘသူကဥက္ကဋ္ဌတက်ဖြစ်ဆိုဒုဥက္ကဋ္ဌကိုရာရှိကဥက္ကဋ္ဌတက်ဖြစ်တယ်ကလားကြီးအစီဝေသမဂ္ဂအစီဝေမှာအချင်းချင်းဝေဘာနဲ့ဒီကိုရာရှိကဒီအိန္ဒိယအမျိုးသားဖြစ်နေပြီးတော့ဘယ်နဲ့ကြောင့်တက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌလာဖြစ်လာတဲ့ဒီကလားကြီးကဘယ်နဲ့ကပါညကိုအောင်ဆန်းထပြီးတော့မင်းတို့ကောင်တွေပါပြောကောင်ပြောဆွဲထိုးမယ်လို့လားကိုရာရှိဘလောက်တော်ဆန်းမင်းတို့သိလားကိုရာရှိရည်ချင်းတွေပြောပြပြီးတော့ခုနဝေဘာနဲ့ကောင်ထွက်ခဲ့တာနေဆိုအဲ့လိုလေကလားပဲဆွဲထိုးမလို့ကိုအောင်ဆန်းမနေ့ဆွဲထားရတယ်တော်တော်ယဉ်ကျေးတာသိတဲ့အတိုင်းပဲနော်အစူးကြီးထဲမှာသူကဆွဲထိုးမလို့သွားတာကိုအောင်ဆန်းကသိတယ်အမျိုးချစ်စိတ်ဆိုတာဘာလဲဆိုတာသိတယ်ဘာသာလူမျိုးအသားရောင်လုံးဝမခွဲခြားတဲ့ပုဂ္ဂိုလ်သိချစ်စရာကောင်းတာအဲ့ဒီမှာဘာသွားပြီးတော့လက်ဆောင်ပေးခြင်းလဲဆိုတော့ဆရာဇော်ကြီးခွဲပြထားတဲ့မျိုးချစ်စိတ်အမျိုးစားလေးပြောခြင်းမိမဆိုလို့မှတ်ထားတယ်နံပါတ်1ကခါတော်မီမျိုးချစ်စိတ်တော့မျိုးချစ်စိတ်ပဲဒါပေမဲ့ခါတော်မီဘယ်လိုချိန်ပေါ်လဲဆိုတော့အရေးတစုံတစ်ခုပေါ်လာမှထပြီးတော့ဟေးရောင်ရမ်းអော်တဲ့မျိုးချစ်စိတ်ကြောင်ကရမ်းမျိုးချစ်စိတ်ခါတော်မီမျိုးချစ်စိတ်အများကြီးပဲအဲ့ဒါမျိုးတွေအများကြီးအဲ့လိုတွေဖြစ်အောင်လဲလှုပ်ဆော်ပေးနေတဲ့ဟာတွေလဲအများကြီးပဲခါတော်မီမျိုးချစ်စိတ်ဟေးတို့မှတို့ကွာဟေးဘယ်နဲ့ကဘာညာကွာဟာမသိနားမလဲရှာတဲ့တိုင်းသူပြည်သားတွေကိုပ
ညာအခြေခံနေတဲ့တိုင်းပြည်သားတွေကိုရန်တိုက်ပေးပြီးတော့ဒါမိုက်ကယ်ဗယ်လီရဲ့နီးလို့ခေါ်တဲ့အီတလီကမင်းသားဘာကြောင့်လဲဘယ်လိုလုပ်လဲခုနကຢာလဲညက်စေကြက်လဲမောစေကြက်နှကောင်ခော့ချຢာလဲလှုပ်ပေးတယ်ချရဟိခွတ်တဲ့ဒဏ်နဲ့ຢာလဲညက်သွားပြီကြက်တယ်လဲမောပြီးစုပ်ပြတ်သွားပြီအဲ့ကြမှာ तू ကပိုင်ရှင်ရပါလဲဒဏ်ရတဲ့ကြက်နှကောင်ချက်စားတယ်သူ့ရဲ့ຢာလဲညက်သွားပြီအဲ့လိုနီးလားခါရမီမျိုးချစ်စိတ်လှုပ်ပေးတာအင်မတန်ရုပ်မာတဲ့နီးလားနံပါတ်1ခါရမီမျိုးချစ်စိတ်နံပါတ်2ကကောက်ရိုးမီမျိုးချစ်စိတ်မျိုးချစ်စိတ်တော့မျိုးချစ်စိတ်ပဲဒါမှမဟုတ်ကောက်ရိုးမီသူလိုငါလိုလူတိုင်းမှာရှိတယ်ခဏရန်ထတောက်တခုဖြစ်ပြီးဆိုဟေးတို့ဟေးပြီးတော့ပြီးသွားရောနောက်ကြပါကြည့်ရှင်တော့အဲ့ဒီခါရောမီခဏပန်းကောက်ရိုးမီမျိုးချစ်စိတ်သမားတွေကဘသူတွေဆွဲပြီးထုတ်လို့ရှိလဲဆိုတော့မင်းတို့ကောင်တွေတွေ့လာအဲ့ဒါဘကပါတွေကွန်မြူနတီအဲ့ဒါအစိုးရကိုဆန့်ကျင်တဲ့သဘုံလောင်းလေးတွေအဲ့ဒီကောင်တွေရိုက်ဆိုပြီးတော့လက်ပတ်အနီကိုပြီးတဲ့တာဝန်ဆိုပြီးတော့အဲ့ဒီကောင်တွေကိုလှုပ်ပေးတာမျိုးအဲ့ဒါဟာကောက်ရိုးမီမျိုးချစ်စိတ်ခေါ်တယ်ဟိုကောင်တွေဝုန်းနေထတော့နံပါတ်3မျိုးစားအယောင်ဆောင်မျိုးချစ်စိတ်တယ်အမေမျိုးချစ်စိတ်ကလည်းအမျိုးစားတွေကွဲသားကိုကျိုးစီးပွားအတွက်မျိုးချစ်စိတ်ရှိဟန်ဆောင်ပြီးတော့ကိုကျိုးစီးပွားကိုကာကွယ်ဖို့တိုးတက်ဖို့ကိုဆွေမျိုးသားချင်းအန္တရာယ်ကင်းဖို့အတွက်လုပ်နေတဲ့အင်မတန်ရုပ်မာတဲ့မျိုးချစ်စိတ်အဲ့ဒါကိုအယောင်ဆောင်မျိုးချစ်စိတ်လို့ခေါ်တယ်မျိုးချစ်စိတ်အောင်ဆောင်တာမှန်တော့ဘာမှမရှိဘူးဘာရှိလဲသူ့ကိုကျိုးကာကွယ်ခြင်းဒါပဲနောက်တစ်ခုကဘာလဲဆိုတော့မြက်ကမ်းမျိုးချစ်စိတ်များသောအားဖြင့်ရှိတတ်တယ်နော်မိမိလူမျိုးမိမိဘာသာသာသနာကလွဲလို့ကြံတဲ့လူမျိုးကြံတဲ့ဘာသာသာသနာကြံတဲ့အမျိုးအလကားပါပဲဆိုပုတ်ခတ်ပြီးတော့အဲ့ဒါကိုရန်သူလို့သဘောထားတဲ့မျိုးချစ်စိတ်မျိုးအဲ့ဒါဟာအင်မတန်ကြောက်စရာကောင်းတဲ့ဘာလဲမြက်ကမ်းမျိုးချစ်စိတ်ကိုကလွဲပြီးတခြားကိုရန်သူလို့သဘောထားတာဒါမျိုးကိုသိသုံးတယ်နော်သိလူလေကြတဲ့အစိုးရမျိုးကဒါမျိုးကိုသိသုံးတယ်သိထားပါခါရမီမျိုးချစ်စိတ်ကောက်ရုံမီမျိုးချစ်စိတ်အယောင်ဆောင်မျိုးချစ်စိတ်မြက်ကမ်းမျိုးချစ်စိတ်တွေများစွာကွဲပြားနိုင်တယ်ထားတော့အဲ့ထဲမှာတို့တွေဆောင်းထားမဲ့မျိုးချစ်စိတ်ကဆရာတော်ကြီးပြောတာအသိဉာဏ်ပညာနဲ့ရှင်သောမျိုးချစ်စိတ်အဲ့ဒါမှသာလေစိတ်ချချစ်ပါအမျိုးဒါပေမဲ့အသိဉာဏ်ပညာနဲ့ရှင်ပါဘုရားဘာသာအဆုံးမှအဲ့ထက်မှာဝန်တရခိတတရားဆိုတာဘာလဲအဲ့ထက်မှာဒီအမျိုးကိုစောင့်တဲ့ဝန်တရခိတဆိုတာဘာလဲအဲ့လိုအသိဉာဏ်ပညာနဲ့လုပ်ပါအစ္စလာမ်ဘာသာဝင်အသိဉာဏ်ပညာနဲ့ရှင်းမှာခရစ်ယာန်ဘာသာဝင်အသိဉာဏ်ပညာနဲ့ရှင်းမှာဟိန္ဒူအသိဉာဏ်ပညာနဲ့ရှင်းမှာအဲ့လိုမျိုးချစ်စိတ်တွေထားမှတမကလပ်ပတ်တော့ဘယ်တော့မှအပြန်အလှန်မျိုးချစ်စိတ်တွေကပြဿနာမဖြစ်နိုင်ဘူးတိတ်ခိုင်မြဲတယ်အဲ့ဒါ humanitarian ခေါ်တဲ့လူသားဝါဒကိုလည်းအကျိုးပြုပါရောက်တယ်လူသားဝါဒလည်းဖြစ်တယ်အဲ့တော့ဒီနေ့အာဇာနည်နေ့ဆိုပြီးတော့တို့အမျိုးချစ်ကြတယ်ဆိုတဲ့နေရာမှာအခုကြည့်လေကောင်းဆောင်ကြီးထဲမှာဥဒ္ဒါဇတ်လေမန္တလေးမျိုးသားကျောင်းအုပ်ကြီးလေအမေဗုဒ္ဓဘာသာအဖေအစ္စလာမစ်လေသူကအစ္စလာမ်လေဥရဇတ်ကြီးလေအမျိုးသားကြောင့်ထောင်လေလက်ဝိတ်အာဇာပညာထုံးအောင်လုပ်တယ်သိတော်တဲ့ဥရဇတ်ဒါကြောင့်မို့ဝန်ကြီးတွေထည့်ခံထားတာဥရဇတ်ကငါတို့မထားဘူးဘိုလ်ချုပ်ကလည်းခင်ဗျာဥရဇတ်သွားမရှိဘူးအသိဉာဏ်ပညာနဲ့ရှင်တဲ့မျိုးချစ်စိတ်နဲ့ရှင်တဲ့ပုဂ္ဂိုလ်တွေဖွဲ့စည်းထားတဲ့ကပိနဲ့ကြီးဘယ်လောက်ချစ်ဖို့ကောင်းလဲကောင်းပြီဒါလေးသတိရလို့ကျုံလို့ပြောတယ်ကဲတဏှာကြီးခွဲရတက်တယ်နဲ့တူတယ်ဟုတ်လားဟုတ်ဘူးဘယ်ရှင်းတက်လိုက်အဲ့ဒါမျိုးကြတော့ဘယ်လိုခေါ်လဲအသိမဲ့အမှတ်မဲ့မတော်တဆနဲ့ဗလိုင်းကြီးဖြစ်သွားတဲ့မျိုးချစ်စိတ်လို့ခေါ်တယ်ဘယ်ရှင်းကတက်မိမှမသိလိုက်တော့ကဲအဲ့တော့တခုလေးပြောချင်တာတွေများတော့မှတ်ထားရတယ်ကဲဒီနေ့အာဇာဒီနေ့လာဗမာပြည်ခဏပြန်ရအောင်လိုက်ခဲ့ချစ်ဝေခေါ်ရနော်လိုက်ခဲ့ပါလိုက်တော်မူခဲ့မပြောင်းလွယ်နဲ့တို့လည်းအတူသွားကြရအောင်ဗမာပြည်ခဏရန်ကုန်သွားကြရအောင်ကံတော်ကြီးနားသွားကြရအောင်အဲ့ဒီနာကပတ်ကလင်းလမ်းနဲ့ဝင်ကြရအောင်ဝင်ပြီးပြီနော်အမှတ်25တို့ဝင်ကြီးပေးပြီးတော့သွားကြအောင်အုပ်စုကြီးတဲ့လူကြီးကတိုးနေတယ်ခဏဖယ်ကြပါဦးများကျွန်တော်တို့ဘန်ကောက်ကလာပါတယ်ရေးကြည့်လို့ပါဖယ်ပေးမယ်
မျက်နှာဖြူတယ်ဟာဘန်ကောက်တောင်လာတယ်ဗမာတွေပါလိုက်မြန်မာနိုင်ငံโอเคဟုတ်ပြီကဲသွားကြည့်လောက်ဘယ်မှာပါတွေ့အဲ့ဒီတာဝါလေးကအမှတ်25မှာဗိုလ်ချုပ်က2နှစ်ကျော်ကျော်နေသွားချတယ်ဟိုကောင်အောင်ဆန်းလင်းလေးရေနစ်တာလဲအဲ့ဒီအိမ်ပါပဲနော်2ယောက်ပဲကျန်တော့တယ်လေအောင်ဆောင်းဦးနဲ့အောင်စားစုကြည်တောင်တော်မ2ယောက်သိချကြတာပဲနော်အကိုကြီးကသူ့ညီမလေးကိုဘာအမွေးမှလည်းမမျှော်လင့်ဘူးနော်စကားလည်းမများဘူးတဲ့ကြတာနော်ညီမလေးကိုဟလာသိချစ်တဲ့သိဆော့ဆော့တဲ့လူကြီးအဲ့ဒီမှာကောင်းပြီโอเคတော်လေးကိုရောက်ပြီနှစ်ထပ်ရှိတယ်အောက်ထပ်ကိုရင်သွားကြည့်အောင်ရောက်ဘူးပါလိမ့်မယ်ဒါပေမဲ့မိခေါင်းမိနေလိမ့်မယ်ဘာကောင်းရောက်တာကြာတော့မရောက်ဘူးလေအခုစိတ်နဲ့သွားလိုက်ကြအောင်အောက်ထပ်ဧကန်းနဲ့ထမင်းစားကန်းရှိတယ်ထမင်းစားကန်းပဲအရင်သွားလိုက်အောင်အတွင်းပဲပကံများလေးတွေမှောက်ထားတယ်ဒီဘက်ကတစ်ချက်ထိတ်ကတစ်ချက်ဒီဘက်ကလေး3ယောက်အတွက်စားသူမဲ့မှောက်ထားတဲ့ပကံပြားဟင်းပကံလေး4-5မျိုးပဲရှိတယ်အသက်ရှင်လို့လည်းဒီတိုင်းပဲစားတယ်အဲ့ဒီပကံရောက်မှဒီကဘိုလ်ချုပ်ဒီကဒေါက်ခင်ကြီးဒီကအောင်ဆောက်ဦးဒီကအောင်ဆန်းလဲအောင်ဆန်းစုကြီးနာမည်လေးတွေဟောမိသားစုထမင်းစားတဲ့ထမင်းစားစပွဲလေးဘာမှခါနာတာမရှိဘူးငားခင်လည်းမရှိဘူးတုံရန်လည်းမရှိဘူးပဇွန်လည်းမရှိဘူးအဲ့ဒီမှာဘာသွားသတိရလဲအားလုံးသိတဲ့နိုင်ငံကျော်စကားပဲပြုံနဲ့လမ်းပြရရင်စားကျင်တဲ့ကြီးအဲ့ဒီဇပွဲမှာရေးထားတာအဲ့စားလေးအဲ့ဟာလေးတော့တင်ထားသေးတယ်ဗျကဲဘယ်လိုဘိုလ်ချုပ်လည်းမသိဘူးပဲပြုံနဲ့နံပြားတော်မှာရရင်စားကျင်တယ်အတင်းအဓမ္မမခိုင်းဘူးကြည်ပဲပြုံနဲ့နံပြားရရင်စားကျင်တယ်ဘိုလ်ချုပ်ညီမင်းညိုဆိုဒီလိုပဲလုပ်လို့မယ်ဟောကြည်ပဲပြုံနဲ့နံပြားရရင်စားကျင်တယ်မရရင်သေးတန်းဒါပဲဘိုလ်ချုပ်ညီမင်းညိုဒီလိုသူမလုပ်ပါဘူးသဘောကအော်ဘိုလ်ချုပ်ဖြစ်ပြီးတော့မြမတက်မတော်ဖခင်ကြီးဖြစ်ပြီးတော့နိုင်ငံရဲ့အုပ်ဆောင်ကြီးဖြစ်ပြီးတော့ဒီအချိန်မှာစားပါတော့လားတောက်ပါတော့လား breakfast အကောင်စားတွေ juice တွေပေါ်မုန်းတွေစက်တွေဘာတွေညာတွေလဲအော်ဒီဒေါခင်ကြီးကလည်းညံ့မှညံ့သူ့ယောက်ျားဘုံရုပ်တယ်နည်းနည်းပပဘာလေးညာလေးဟိုကနေယူဒီကနေယူဘာညာလာကြတော့ဘာညာတခုမှမရှိဘူးဒေါခင်ကြီးကလည်းတော်တော်ညံ့မှလားဟမ်ဘုံရုပ်ကတော့မပြီးသားလိုက်တာဘာရှိရှောင်းဆန်ကောင်းသားလာပြီးတယ်စားအောင်ဆိုဖွဲ့ထားတယ်ဘိုလ်ချုပ်တွေ့တယ်ဒါမှမဟုတ်အိမ်ုံတွေ့လာပြီးတယ်စားမလို့ချင်းဘူးငါရဲဘော်နဲ့အတူတူငါတို့တိမ်သားလို့ဒီဆန်အညံ့သားပဲစားမယ်အဲ့လိုဘိုလ်ချုပ်ဟောဒီဘိုလ်ချုပ်ကလည်းဘယ်လိုဘိုလ်ချုပ်ပါလဲကျွန်တော်တို့တွေ့ပြီးနေတဲ့ဘိုလ်ချုပ်တွေနဲ့မတူပါလားနော်ဘယ်လိုဘိုလ်ချုပ်ကြီးလည်းမသိကဲအဲ့ထမင်းစားကန်းလေးတွေ့အဲ့ဒီမှာသတိရစရာတွေအများကြီးပေါ့ဗျာဒီဟာဆရာမင်းဝေရေးထားတဲ့ဆောင်းမကိုအခြေခံပြီးကျွန်တော်ပြောနေတာပါဒီမှာကြည့်ပြီးတော့မင်းဝေကဘာသွားသတိရလဲဆိုတော့ထမင်းစားကန်းဆိုတော့ထမင်းစားပွဲပေါ့ဒင်နာတစ်ခုဂျပန်ခေတ်တုန်းကဒေါက်တာဘတ်မရိုနဲ့ဘိုးကျောင်းဆန်းနဲ့ဂျပန်သွားတယ်နိပွန်ကပြန်လာတယ်လွတ်လာရေးအတွက်အရေးဆိုမပြတ်သားခဲ့ဘူးကိစ္စကအဲ့ဒီမှာမြန်မာနိုင်ငံကုန်သည်ကြီးများအသင်းကရန်ကုန်မြို့ရောက်တဲ့ချိန်မှာကုန်သည်လမ်းကဟိုတယ်ကြီးတစ်ခုငှားပြီးတော့ဒင်နာကြီးပေးတာဘိုးကျောင်းနဲ့တော့နိုင်ငံခေါင်းဆောင်ကြီးတွေဂျပန်ကပြန်လာသူဒင်နာပေးတာညသာစားဝေးဘိုးချုပ်ကဝင်ချနောက်ကလူကြီးတွေပါလာဘိုးချုပ်မိန်ကွန်းပြောပါတယ်မျက်နှာမသားရအောင်ခင်းကျင်းထားပြီးလှမ်းကြည့်တယ်ကျွန်တော်ရားတဲ့ဒီလိုညကစာဝေးကြီးတက်ဖို့ကျွန်တော်ဝါသနာမပါဘူးပြတယ်ဟမ်မပါစတယ်မလာပါနဲ့လားလုံးပေါက်ကဒါပေမဲ့ခင်ဗျားတို့ဖိတ်တော့မကောင်းတဲ့လူလာရတယ်အခုကျုပ်တို့ဂျပန်သွားတာတဲ့လွတ်လပ်ရေးနဲ့ပတ်သက်ပြီးတော့ဘာမှသေချာမအောင်ပြင်းခဲ့ဘူးတဲ့အဲ့တော့ကျုပ်တို့အလုတ်ကမပြီးဘူးတဲ့အဲ့လိုဒီထမင်းစားဝဲနဲ့ကျုပ်တို့နဲ့မထိုက်တန်ဘူးတဲ့စားချင်မှုများဆိုထပြန်သွားတယ်ဟာဟောဗျာသူများတွေစားနေတဲ့အချိန်မှာ तू ကအဲ့လိုပြန်သွားတယ်ဘိုလ်ချုပ်ဘယ်လိုဘိုလ်ချုပ်လဲအလုတ်လောက်တာမပြီးတဲ့အတွက်ဒီလိုဒင်နာမျိုးနဲ့ကျုပ်နဲ့မထိုက်တန်ဘူးထင်လို့မစားပဲပြန်သွားတယ်ဘိုလ်ချုပ်အိုးဒင်နာတွေတက်နေတဲ့ဘိုလ်ချုပ်နဲ့ဘိုလ်ချုပ်တွေနဲ့တော့ကွာပါနော်ကွာပါအဲ့ဒါသွားတွေ့ရခဲကောင်းပြီထမင်းစားကန်းသာထားလိုက်အဲ့ခန်းသွားကြည့်လိုက်အောင်ဘာမှမရှိဘူးရိုးလေးတစ်သားဆက်တီတွေနဲ့ဘာတယ်လီဖုန်းလေးဟိုမှာမဲလေးဟိုအဲ့မှာဘာရှိလဲဘိုလ်ချုပ်မနဲ့ကြရင်ရှူဖနာစီတွေကဒေါက်ရှေ့မှာလေကလေးမှာဖနက်ခုံလေးနဲ့အဲ့မှာသွားကနီးဆိုဆင်းပြီးတော့ဆွဆွကိုသူကရှုပ်ကနေသူကမှုမွေးပေးသွားတယ်ဘိုလ်ချုပ်ကတော့ခါလေဟိုဘိုထွန်းလာတော့ဘာလို့လင့်ရင်သမီးလိုဘာလို့လဲဘိုလ်ချုပ်ကတော့လည်းသူကရှုပ်ကနေမှုမွေးပေးသွားတယ်ဒါတွေလည်းပါတယ်ပေါ့ဗျာနော်အဲ့ဒီမှာကြည့်လိုက်တော့ဧကန်းဆိုတာဓာတ်ပုံလေးတွေရှိတာပေါ့သမီးတို့နိုင်ငံကျော်ဓာတ်ပုံကဘာကျော်တဲ့ဓာတ်ပုံပြည်သူလူထုရင်နဲ့မမိတ်နိုင်တဲ့ဓာတ်ပုံဘာကြောင့်လဲဒီလိုကြီးချိတ်ထားလို့မဟုတ်ဘူးဟာဒီလိုကြီးထိတ်မှချိတ်တယ်လေမဟုတ်ဘူးဟာအဲ့ဒါလေနော်ထိတ်မှလာချိတ်ထားတာနော်ဘယ်လိုဓာတ်ပုံလဲမှတ်မိမှာပေါ့
ဘိုးချုပ်ကချင်ဝဆန်းနဲ့လေကောင်းမောင်းနဲ့လေစလွယ်သားကြီးနဲ့အမလွယ်ကြီးနဲ့ဒီဘေးမှာကချင်မလေးတွေဒီဘက်က3ယောက်ဒီဘက်က2ယောက်လား3ယောက်လား5ယောက်လား6ယောက်ကချင်မလေးတွေပြုံးရီပြီးတော့မြကြီးနားသွားတော့ကချင်ခီးစဉ်သွားတော့ကချင်မလေးနဲ့ဘိုးချုပ်နဲ့ဓာတ်ပုံတွဲရိုက်ဘိုးချုပ်ကခက်တီပဲထုံးစားတိုင်းပုံတုံကြီးထိုင်တာရိုက်မဲ့သူကသတင်းတော်ဥပုလေးသူ့ရဲ့လက်ဆွဲတော့အဲ့ဒီမှာရိုက်ခဏလေးမှာဘိုးချုပ်ရိုက်တော့မှနော်ဟိုမှုံမနေတာဘူးဘေးမှာကချင်မလေးတွေရှိနေတော့တယောက်ကပြောတာဘိုးချုပ်တဲ့ကျမတို့နဲ့ဒီလိုတွဲရိုက်တာမြင်တော့ဘိုးချုပ်ကတော့ဘိုးချုပ်ပြောတော့မှာပဲနော်တဲ့ပြောတော့အဲ့မှာသူမနေတော့ဟီးဆိုပြီးတာအဲ့ချိန်မှာဖျန်းဆိုရိုက်ချလိုက်တာအဲ့ဓာတ်ပုံထွက်လာတာချစ်စရာကောင်းလိုက်တဲ့အပြုံးကြီးတွေ့တယ်နော်မှတ်ပြီတယ်နော်ဘိုးချုပ်ရည်နေတာဆက်ဆက်ပါပါပုံအဲ့ဒါဒီတတိယကဲကောင်းပါပြီလေဆိုပြီးတော့အောက်ထပ်ကျွန်တော်တို့ပြီးကြစို့အပေါ်တက်တက်ကြအောင်လိုက်ခဲ့အပေါ်တက်တက်ကြည့်လိုက်တော့ဘာတွေ့လဲဆိုတော့အပေါ်တက်မှာကျွန်တော်တွေ့ရတာကလေးတွေအိတ်တဲ့အခါအထူးစီဝေးခါခေါင်းကစာဖတ်တဲ့အခါအိတ်ခါဖယားကအခန်းငါးရှိတယ်ပေါ်တက်ကလေးတွေအိတ်တဲ့အခါကျွန်တော်သွားကြည့်လိုက်အောင်ဘာတွေ့ကလေးလေး3လုံးထူးကြတာကနာမည်ရေးထားတယ်အောင်ဆန်းဦးကလေးခေါင်းအောင်ဆန်းလေးကလေးမသိကြရပါတော့နောက်တော့အောင်ဆန်းစုကြည်ကလေးသမီးဟိုကလေးနေကြတော့ရိုးရိုးပဲအောင်ဆန်းစုကြည်ကလေးကြတော့ဘေးကကာထားရတယ်အေးဆိုးနေတူတယ်လိတ်လိကြနေတူတယ်ကြည်ရတာငငယ်လေးတွေကသူကပုံကန်တဲ့သဘောရှိတယ်အမှန်တရားအတွက်အောင်ဆန်းစုကြည်ဒီတိုင်းလူကြီးသိတိုင်းအိမ်မဲ့ကလေးမှမဟုတ်ဘူးတော့သူခြေထောက်နဲ့ကန်ရင်ကန်ဆောင်းရင်ဆောင်းလှုပ်ချင်လို့လှုပ်မှသူကလွတ်လပ်စွာလှုပ်တာသူကအဲ့လိုနေတာ freedom ကိုသိချစ်တဲ့ကလေးလေးဖြစ်မှာပေါ့လေကျွန်တော်စဉ်းစားကြည့်တာပေါ့အဲ့လိုအကာလေးနဲ့ဗျအမေကလေးလေးကဩကလေးတော့ဟုတ်ပြီကဲနောက်တနေရာသွားကြအောင်အထူးစီဝေးကဒီနေရာမှာဘိုလ်ချုပ်ကအင်မတန်အရေးကြီးတဲ့နိုင်ငံရေးအစည်းအဝေးတွေလုပ်ခဲ့ပါပဲအထူးစီဝေးကတွေ့ရတယ်အဲ့ဒီကနေပြီးတော့ဘာသွားတွေ့လို့ဆိုတော့ကျွန်တော်တို့စာဖတ်ခန်းဟာဆွဲစုံချမ်းရှိတယ်စစ်ချမ်းနေရှိတယ်စီဝါရေးချမ်းနေရှိတယ်ဘိုလ်ချုပ်ကအင်မတန်စာဖတ်အင်္ဂလိပ်လိုလည်းအင်မတန်ကောင်းသိတဲ့အတိုင်းပဲဟိုးတက္ကသိုလ်ကျောင်းသားတမက်ကအဖို့မဖြစ်ခင်တည်းကထပြီးတော့စကားပြောတယ်လေအင်္ဂလိပ်လိုထပြောတာအင်္ဂလိပ်လိုလည်းမကောင်းပြောရင်းနဲ့သူကဘာပြောကြရဟန်းတော်များနဲ့နိုင်ငံရေးဆိုတဲ့ကိစ္စတော့ပြောရင်းနဲ့အဲ့ဒီမှာ this is what I mean the politics of the monks is upper case ဆိုတာဘူးကိစ္စဆိုတာတလောက်ကဟုတ်ဒီဟာပါဠိကဝဲပါဝိုင်းဟာတာပါတယ်ဟုတ်တယ်ပါအင်္ဂလိပ်လိုပြောရင်းနဲ့ upper case ဆိုတာပါသေးတယ်အဲ့လိုဘဝကနေပြီးတော့အဲ့လီနဲ့ဒီတိုင်းရင်မောင်တန်းပြီးပြောနိုင်တဲ့ဘိုလ်ချုပ်ဖြစ်တယ်ဘယ်တော့ကြိုးစားလဲမနေ့ပိုင်းကန်တော်ကြီးမှာခုနကဟိုဒီမှာဟိုအေးရကံမှာရန်ကုန်တက္ကသိုလ်ကျောင်းသားဘဝမျက်နှာဖြူကြီးကခွေးကြောင်းတဲ့အချိန်မှာသူ့နောက်လိုက်ပြီးဇွတ်လိုက်ပြီးစကားပြောတာ speaking class ကို direct တက်တာခွေးကြောင်းတဲ့နောက်အဲ့လိုကြိုးစားတဲ့ဘိုလ်ချုပ်စာလိုက်အမှန်ဖတ်တဲ့ဘိုလ်ချုပ်အင်္ဂလိပ်လိုသိတော်တယ်ရုပ်ရှင်ရိုက်မယ်ဆိုတော့ဒေါ်အောင်ဆန်းစုကြည်သွားတယ်အန်တီစုလိုပဲဘိုလ်ချုပ်နဲ့ပတ်သက်ပြီးတော့အန်တီစုဖခင်ကြီးနဲ့ပတ်သက်လို့ English speaking ဘယ်နဲ့နေလဲဟဲ့ဖေဖေကအင်္ဂလိပ်လိုသိညံ့တာတယ်ဟဲ့မဆုဖတ်ပြီးတော့ဒါပေမဲ့ဖေဖေဘာကြောင့်တော့ပဲ English တော်သွားဆိုတော့မေမေသင်ပေးတာလေကဲဒေါက်ခကြီးသင်ပေးတာဗျာဟာအမျိုးသမီးများရဲ့တန်ဖိုးအဲ့ဒီမှာပိုသိဟာခုတော့အိမ်လွန်းနေပြီတန်ဖိုးသိလာတော့မေမေကသိတော်တာ English ဘာလို့ဂျပန်ခေတ်ဆေးရုံကြီးမှာအလုပ်လုပ်တာလေ nurse လေဒီလိုမျိုးဆရာမကြီးလေအဲ့ဒီမှာအင်္ဂလိပ်လိုကြီးပြောပြီးအင်္ဂလိပ်လိုဆေးကူအင်္ဂလိပ်လိုတောင်းချောက်နေရတာဒီ English British culture နဲ့ဒေါက်ခကြီးအကြောင်းဝင်နေတာအဲ့တော့ तू ကဘိုးချုပ်အောင်ဆန်းသူ့ယောက်ျားကြီးဒီအင်္ဂလိပ်လိုမပြောရမဆိုရဖြစ်နေတာလေမေမေကအကုန်သင်ပေးတာအဲ့မှာဖေဖေကအင်္ဂလိပ်သိတော်လာတာဟာဒါတွေလည်းပါတယ်အဲ့ဒါတွေမြင်အောင်ဩစာအုပ်စင်စာဖတ်ခန်းနောက်တစ်ခါအိတ်ခန်းဘာသွားတွေ့လဲဆိုတော့အိတ်ခန်းထဲမှာဘီရိုရှိအဝတ်ဘီရိုဖွင့်ပြထားတယ်ဘိုလ်ချုပ်ဘီရိုသိတဲ့အတိုင်းပဲအင်းကြီးက3-4ဆိုပဲရှိညီမင်းညို့အစုံ30-40ရှိတယ်သူပဲလူပဲနဲ့အတူတူပဲချီဦးကျိုလက်ဆောင်တွေရတာတခါမှပစိုးဝယ်ဝရတယ်မရှိဘူးသူများပြန်ပေးရတယ်ဘိုလ်ချုပ်တမ်းမတော်ဖခင်ကြီးသေနာပတိကြီးတိုင်းပြည်အုပ်ဆောင်ကြီးဟာ3စုံပဲရှိတယ်ဝတ်စားကဘာရှိချောင်းဟိုလောက်ကြခါမဲ့နေရွှေပလားရောင်ဘာငေါလုံကြီးနဲ့တိုက်ပုံနဲ့ဘယ်နဲ့ကဘာညာအဲ့ဒါလဲဟိုတော့လည်းအဲ့ဒီစုံပဲဟိုလမ်းလျှောက်တော့ကလည်းအခုလောက်ကြခါလည်းအဲ့ဒီဟာပဲသူ့မှာကောင်းကောင်းကားဆိုလို့ခုနကလေးပြောသွားလို့နေရူးပေးတဲ့လောက်ကိုကြီးပဲရှိတယ်သူများပေးတာဘိုလ်ချုပ်ဖြစ်ပြီးတော့အစားတွေဆင်းရတာမဟုတ်အဝတ်ပါဆင်းရတာကြည်စမ်းဆင်းရဲခြင်းကိုအခြေပြုပြီးတော့ချမ်းသာအောင်လုပ်သွားတဲ့ဘိုလ်ချုပ်ကြောင်းပြန်လှန်ကြည့်လိုက်ဒါပဲကြောင်းပြန်လှန်ကြည့်လိုက်
သူကိုယ်တိုင်ဆင်းရဲခြင်းကိုအခြေပြုပြီးတော့တိုင်းပြည်ချမ်းသာခြင်းကိုလုပ်ပေးသွားတဲ့ဗိုလ်ချုပ်သူကိုယ်တိုင်လုပ်သွားတဲ့ဗိုလ်ချုပ်ဒါပဲမပြောတော့ဘူးပေါ်တယ်အဲ့ဒီမှာဆရာမင်းဝေဘာသွားသတိရလဲဆိုတော့အော်အဝတ်ဆန်းနဲ့ပတ်သက်အဲ့ဒီမှာချီဦးညိုကြီးကဘာပြန်ပြီးတော့ထပ်ဆောင်းလိုက်လဲဆိုတော့ဘိုးတရားရဲဘော်၃ချိန်ရေးထားတာရှိတယ်ဆောင်းမတစောင်းအဝတ်ဆန်းနဲ့ပတ်သက်လို့အဝတ်နဲ့ပတ်သက်လို့ clothing ဘိုလ်ချုပ်ဒေါသထွက်သောနေ့တက္ကရာကာလ1941ကနေ42 BIA ကနေ BDA အပြောင်း Burma Independence Army လွတ်လပ်ရေးတပ်မတော်တွေ Burma Defense Army ကာကွယ်ရေးတပ်မတော်ပြောင်းဂျပန်တွေကပြောင်းခိုင်းတာလွတ်လပ်ရေးတပ်မတော်တို့ကတပ်သားစစ်သည်9000လောက်ရှိတယ် BDA ပြောင်းလိုက်တော့တပ်သားစစ်သည်2000ကျော်ပဲကျန်တော့တယ်အကုန်လုံးစိတ်တွေချုံချုံကြနေတဲ့အချိန်ဗိုလ်ချုပ်ကလည်းသူကအဲ့ဒီဟာရဲ့ဗိုလ်မှူးကြီးတာဝန်ကြီးကဲ uniform ကောင်းကောင်းမရှိဘူးအဲ့လိုချိန်မှာတရသားပြင်မနာမှာဌာနရုပ်ဖွင့်ထားတဲ့အချိန်ဗိုလ်တရားအဲ့မှာသတင်းပို့စရာရှိလို့သွားတယ်ညနေ4 နာရီကျော်ပြီဗိုလ်ချုပ်ရုံးခန်းကြည့်လိုက်တယ်မရှိတော့ဘူးအော်ဗိုလ်ချုပ်ရုံးဆင်းသွားပြီလေတူရဲ့အဲ့မှာဗိုလ်ဘတ်ထိန်နဲ့သူနဲ့ထိုင်စကားပြောနေလို့မှထရက်ကားကြီးတွေ5 6ဆိုက်လာအပေါ်တစ်တာကြီးတွေမှချရဲဘော်တွေနဲ့ရုံးခန်းနဲ့ရွှေ့ပြီးတော့တစ်တာကြီးတွေဖွင့်တန်ကြဗိုလ်သားလည်းဘာမှမသိသေးဘူးအဲ့ဒီအချိန်မှာဗိုလ်ချုပ်ကညနေ9 နာရီလောက်ရှိနေပြီရုံးပြန်တက်တယ်အလို့မပြီးသေးလို့သူခန်းလက်ဒီတိုင်းဝင်ချသွားပြီးတော့လှမ်းကြည့်တော့ဟာဗိုလ်ချုပ်ရုံးပြန်တက်နေပါလားဖိုင်နေနဲ့ချနေတာဗိုလ်ချုပ်လှုပ်လို့ဟာအဲ့မှာစကားလေးတူတူပြောဗိုလ်ချုပ်လှုပ်နေတယ်သူတို့ကတူတူပြောမယ်အခန်းထဲကရဲဘော်တွေကအော်ကြီးဟစ်ကျယ်တွေပြောနေကြပြီဘာတွေပြောလဲကျွန်တော်မလွဲအောင်လို့စာအုပ်စကားနဲ့ပြောပါမယ်တော့ကြောင့်ကိုယ်စကားအတနောမတိဖြစ်မှာဆိုလို့ဗိုလ်တရားရဲဘော်သုံးကြီးရေးထားတဲ့ထဲကနေကျွန်တော်ကိုးကဖတ်ပြီးတော့ကျွန်တော်ပြောပါမယ်အောင်ဆန်းတော်ဗိုလ်ချုပ်တော်တေဇတော်ဆိုတိုးမြစ်စာပေစာအုပ်တက်ကထုတ်တဲ့စာအုပ်ပါအဲ့ထဲကဆောင်းပါဗိုလ်ချုပ်ကအဲ့ဒီချိန်မှာဘာလို့ထားလဲဆိုတော့ဗိုလ်ချုပ်အောင်ဆန်းတော်တက်မလို့သေနာပတိနော်ဝတ်ထားတာကအစိမ်းရည်အောင်ရှက်လက်တူတဲ့ယူနီဖောင်းလည်းမဟုတ်ဘူးအစိမ်းရည်အောင်ရှက်လက်တူမျက်စိပေါင်းမိရှိစစ်ဖက်နှက်ရှိတရံစီးထားခါမှာဂျပန်ခမပြားကြီးပတ်ထားဇဝဲတောက်မှာသူဗမာလွတ်လပ်ရေးတက်မလို့ခေတ္တလျှောက်လုံးဆောင်းလာခဲ့တဲ့ဂျပန်စစ်အုပ်ထုပ်ဒီတလုံးရှိတယ်အုပ်ထုပ်ကလည်းဘေးမှာဂျပန်တရှိတဲ့ထောင်ထားဇပင်တွေကစီနဲ့ဝေးကွာရှည်နှင်းသို့အိုးထိမ့်မှာထိုးထိုးထောင်တော့ဖျို့ဖဲအဲ့ဒါဗိုလ်ချုပ်ယူနီဖောင်းလည်းမရှိဘူးအလုံးလုံးအဲ့ဒီချိန်မှာအခန်းထဲကအတန်တွေကြားတယ်ဟိုဘက်ခန်းထဲရဲဘော်တွေအတန်ထွက်လာတယ်ဗိုလ်ချုပ်ပါကြားတယ်ဗါတဲ့လေအတန်ဒါတော့ကျန်းတဲ့ဝတ်တွေဝတ်မှာကွာကြောရလိုက်ပါပြီတော့အိမ်လုံမာတော့ကတခါမှဒါမျိုးယူနီဖောင်းတွေစိတ်ကူးခဲ့ပါဘူးဒါမျိုးလက်တော်မတုတ်ခဲ့ဘူးကွာဟာတယောက်ကနောက်တယောက်ကအေးကွာတော့ဆဲလိုက်သေးတယ်တို့မျောနေသလိုစမတ်ကြမှုပဲနဲ့လူကြီးစရာအထင်သေးစရာအဝတ်ကျန်းနေဖြင်ကျန်းနေလားတို့ကောင်းကွာဒါယူနီဖောင်းနဲ့လားဟာချနေကြအဲ့မှာတယောက်ကဝင်ပြောပြရဲဘော်တယောက်ကဟဲ့ကောင်နေတယ်အခုထုတ်ပြီးတဲ့ယူနီဖောင်းဝတ်ပြီးတော့မင်းမြို့ထဲသွားရင်မင်းတော့ဂျပန်တက်ကခိုင်းနေတက်သားဆိုပြီးတော့မင်းတန်းခိုင်းပါလေဘယ်လိုဝစားရမှမသိပါဘူးကွာဒါလားကွာ BDA ယူနီဖောင်းဘိုလ်ချုပ်ကဆက်ကြကြားတယ်ကြီးကမျက်နှာကြီးတင်းသွားပြီသူလည်းကြားပြီဟဲ့ကောင်တာရဘဲကောင်နေလဲဟိုခန့်အဲ့ကောင်နေအကုန်ခေါ်ခဲ့ဘိုလ်ချုပ်တင်းပြီဒေါသထွက်ပြီရောက်လာပြီဟိုကောင်နေဘိုလ်ချုပ်ခေါ်ခဲ့ဟုတ်ကဲ့တန်းစီဘိုလ်ချုပ်ကပါပြောတယ်ကြည့်လိုက်ပြီစူးစူးဝါးကြည့်ပြီးတော့ဘိုလ်ချုပ်အမိန့်တိုင်းခေါ်ခဲ့ပြီးတော့အေးပြီးရဘိုလ်ချုပ်ကပါမင်းတို့ဘာကောင်နေတော့ကွာဟမ်မင်းတို့ကြီးကသူ့တပည့်စစ်သားတွေကိုမင်းတို့ဘာကောင်နေတော့ကွာဆိုကောင်နဲ့ဘာဖြစ်မှမသိဘူးဖြစ်မင်းတို့ဘာကောင်နေတော့ကွာငါမင်းတော့မကြောက်ဘူးလားကြားပါလေဘိုလ်ချုပ်ကြားရင်ပြောစမ်းနဲ့မင်းတို့ငါမင်းတော့မကြောက်လားမင်းတို့ခုနရေလားမောလားနဲ့ပြောနေတဲ့စကားတွေဘာစကားတွေလဲပြောစမ်းနဲ့ဟဲ့ကောင်တွေဒေါသထွက်နေတာဘိုလ်ချုပ်ဒေါသတကယ်ထွက်ရင်ဒေါသကိုမထိန်ဘူးနော်ဒေါသထွက်မှမသိအောင်ဒေါသမျိုးသိပ်ပြီးတော့စိတ်ထဲကကောက်ကျစ်နေတဲ့ဗိုလ်ချုပ်မဟုတ်ဘူးနော်ထွက်ရင်ပြောင်ထွက်တယ်သိခံရင်ပြောင်သိခံတယ်အဲ့လိုရိုးသားတာအဲ့လိုဟိုကောင်တွေကဂရုရင်နဲ့ဖြစ်ပြီးတော့တယောက်ကကျွန်တော်တို့ဗိုလ်ချုပ်ရဲ့စစ်ဝတ်စုံတွေညံ့နံနဲ့ဝေဖန်ပြီးတော့ဟိုပြောဒီပြောစစ်ဝတ်စုံတွေညံ့နံချမ်းလာပြောမိပါတယ်ဗိုလ်ချုပ်ရဲ့ဘာကွာဘိုလ်ချုပ်စားစစ်ဝတ်တွေညံ့နေကျန်းနေလက်တောင်မတုတ်ချင်ဟုတ်လားငါအကုန်ကြားတယ်မင်းတို့ကောင်းနေငါအုပ်ချုပ်နေတဲ့အခုထွက်တယ်ဟာချက်ချင်းတုတ်ပြတာဘာလဲအလကားကောင်းတယ်နွားတွေတဲ့မင်းတို့ရဲဘော်တွေမဟုတ်ဘူးတဲ့ငါတို့ရဲဘော်တွေယူရီးယားကနေပြီးတော့ဒီအထိရန်သူတွေကိုရင်ဆိုင်တိုက်ခိုက်လာကြတာခြိတက်လာကြတာမှတ်မှတ်ရဘယ်ယူနီဖောင်းဘယ်စီးဥဆောင်တွေကိုပြီးတော့တိုက်ခိုက်တယ်ဟဲ့မင်းတို့ပြောစားမင်းတို့သိလားရငါတို့ကိုပြီးတိုက်ခိုက်တာကွာ
ခုမှယူနီဖောင်းလေးဘာလေးစစ်ဝတ်စုံလေးနဲ့ကြီးကြီးဟဲ့မှတ်ထားတိုင်းပြည်နဲ့လူလူအတွက်ဆိုရင်စစ်ဝတ်စုံမရှိလို့ခေါင်းကြိတ်ပြီးတက်ရအောင်ဘာဖြစ်သေးလဲကွာဟဲ့ကောင်ဘိုလ်ချုပ်တိုင်းပြည်နဲ့လွတ်လပ်ရေးအတွက်ငါပြောမယ်ကိုလုံးဒီကိုလုံးချွတ်တဲ့တော့ဘာဖြစ်သေးလဲကွာဟဲ့ကောင်စစ်နိုင်မှုအဓိကမင်းတို့ကခုမှကြီးကြီးကွာမင်းတို့ကခုတော့တိုက်ပွဲမှာကြခဲ့တဲ့ငါတို့ရဲ့ရဲဘော်တွေတော့တစ္ဆာမဆောင်ရဲဘော်ရဲပဲမင်းတို့တစ္ဆာဖောက်နေကောင်နေမင်းတို့ကောင်တွေငါတက်ထက်အကုန်ထုတ်ပြီးမှငါကွာပိတ်ကန်လေးရဆိုပြီးတော့ခြေတော်ကြီးထွက်လာတာဟုတ်ကောင်လေးကျွန်တော်ပါဖိုင်ရင်းနဲ့ဟာရောင်ရမ်းပြီးတော့မလေးဆိုပြီးတော့နော်ကျွန်တော်ထင်တယ်ဒီလိုအခြေအနေမျိုးဒီနေ့မှာဘိုလ်ချုပ်ရှိသေးရင်ဘိုလ်ချုပ်တဖုံးဖုံးနဲ့ကန်းနေမှာလို့ကျွန်တော်ထင်တယ်နော်ခြေတော်ကြီးထွက်လာပြီးတော့ကျွန်တော်ပါရောင်ရမ်းပြီးတော့မလေးဒူလိုပဲဖြစ်သွားတာပြီးတော့မှဆက်ပြောသေးတယ်ခောက်တော့ခောက်ပြန်လျှော့ပြီးတော့မင်းတို့ကဂျပန်နေကားစီဟိုကောင်းတွေကိုအားကြဟမ်မှတ်ထားငါတို့တက်မလို့ဟာပြည်သူလူထုရဲ့သားသမီးกว่าတို့ပြည်သူကစစ်ဘေးစစ်တမ်းတစ်ဖက်ကဂျပန်တွေကတွေ့ကြရဆွဲယူအနိုင်ကျင့်အဲ့လိုဘဝမှာမင်းတို့ကောင်းတွေကဇိမ်ခံခြင်းနဲ့ကားတိကြီးတွေစီးခြင်းနဲ့ဒုက္ခရောက်နေတဲ့ဂျပန်ခေတ်မှာဘိုလ်ချုပ်ပြောတာနော်ဒီခေတ်ကိုပြောတာမဟုတ်ဘူးလူတို့ကဝတ်ဆရာပစိုးမရှိတဲ့ဘဝမှာမင်းတို့ကအလိုက်ကန်းစွန်းမသိပဲဟိုအကောင်မိုက်တွေကစီဝဆုံကောင်းစားတွေဘာဝတ်ဆုံကောင်းစားတွေဝတ်မှတ်ထားဒီလိုစိတ်မျိုးအမြင်မျိုးအကျင့်မျိုးရှိသမျှငါမျောမှတ်ထားတဲ့ပြည်သူတက်မလို့ဝေးပါသေးကွာဆက်ဆရာသိကောင်းတယ်မင်းတို့ဘသူအတွက်စစ်တိုက်တယ်လဲမင်းတို့သိလားငါပိတ်ခံလဲရကွာခြေတော်ကြီးထွက်လာပြန်ရောဟာကျွန်တော်ဖိုင်နေလေနောက်ဆုံးမှလည်းသူဒေါသလေးရော့သွားတယ်တူတယ်ဆဲလဲလို့မင်းတို့နားလဲလားစဉ်းစားမိလားမင်းတို့ဘာသာမင်းတို့ဘိုးတွေစစ်သားတွေရဲဘော်တွေဘာတွေပဲဖြစ်ဖြစ်တကယ်စစ်တဲ့အခါမှာစစ်ပညာကောင်းကောင်းတတ်ပြီလားဘာတစ်ခုမှမင်းတို့မတတ်သေးဘူးကိုယ့်ကိုယ်သိထင်ကြည့်ပြီးဘဝင်မြင့်နေတဲ့အကောင်တွေမင်းတို့ဒီလိုပြည်သူလူထုနဲ့ကြက်ကြက်သွေးခွဲစိတ်တွေထားဂျပန်တွေကမင်းတို့ဆော်ဖို့ပြေလာသိရှိတာမင်းတို့မြင်လားခွေးကောင်တွေဘာမှသုံးကြဘူးတောက်မင်းတို့ကောင်တွေနင်ထုတ်တယ်ငါဘယ်လိုထားလဲကြည်စမ်းနဲ့ကြည့်လိုက်တော့ဟုတ်တယ်မင်းကြီးအောင်ရှာအင်းကြီးနဲ့ကပ္ပပြားကြီးနဲ့ဂျပန်ဘောင်းမီရစုပ်ပြက်လို့ဒါအဲ့ဒါဘိုလ်ချုပ်ဟမ်ကြည်စမ်းငါဘယ်လိုလုပ်ဟိုကောင်တွေငိုတာတဲ့ဗျာရဲဘော်ကြီးတွေကျွန်တော်တို့မှားပါပြီဘိုလ်ချုပ်ရဲ့ကျွန်တော်တို့မှားပါပြီညအိဖယ်ပင်ကြပြီဘိုးလားအဲ့ကြောင့်ဘိုလ်ချုပ်ကကြည့်ပြီးတော့မှတ်ထားတယ်ငါတက်ထက်မှာအခွေယူခြင်းတဲ့ကောင်တကောင်မှမရှိအောင်အကုန်ထွက်ခုချိန်များဆိုဘိုလ်ချုပ်တယောက်တည်းကြာမယ်ကျွန်တော်အကုန်ထွက်လူတို့ငါ့ရင်တို့ငါ့မယ်လူတို့ဆင်းရင်တို့ဆင်းရမယ်ငါတို့တိဆောက်ခဲ့တဲ့တက်မတော်ကြီးကဒီဝါရဒီလိုအမိတ်နဲ့ခြိတဲ့ဖို့ရေးကြီးတယ်ခုတော့မင်းတို့ကောင်တွေကွာငါကန်လဲရရင်၃ချိန်မြောက်ခြိတော့ထွက်လာဟိုကောင်တွေထွက်ပြေးသွားငါခန်းနဲ့မြန်ထွက်သွားဟဲ့ကောင်တာရထွက်သွားဘိုးတရားကဒီဆောင်းမကိုဒါကျွန်တော်ကြော်ဖတ်ဘယ်လိုသိမ့်လိုက်လဲဆိုတော့ထွန်းတော့ဘိုလ်ချုပ်သည်ပြုံးနဲ့လှဲ့ကသူ့ဓာတ်နဲ့သူ့အထုပ်လှမ်းဆွဲအုတ်ထုပ်ကိုဆောင်းဓာတ်ကိုခပတ်ပြားတွင်ချိတ်လိုက်ပြီးရုံးကွန်းထဲမှာထွက်သွားရအသင့်ပြင်လိုက်ရကျွန်တော်ဒီလေကျွန်တော်စာဘိုးတရားညာလက်ကိုမြောက်ခါအုတ်ထုပ်နှခမ်းတွင်ခတ်တင်းနဲ့ပြည့်ကတ်ခါတိုင်းစစ်ထုံးစံရအလေးပြုခြင်းတဲ့အစပေါင်းများစွာသာလွန်၍သူဤခေါင်းဆောင်ပြည်သားမှုပြည်သူလူထုပေါ်ညှာတာမှုရဲဘော်ရဲဘက်စိတ်ဓာတ်ရှိမှုအတွက်ရောင်ပြန်ဟတ်လာသောရိုသေလေးစားမှုစိတ်ဓာတ်ပြည့်ဖြင့်တကယ့်ခေါင်းဆောင်ကောင်းစစ်တေနာပတိကောင်းပြည်သားလာသည့်ဘိုလ်ချုပ်ဆောင်ကိုမျက်ရည်များဝဲလျက်နှုတ်ဆက်လေးပြုလိုက်ရပါတော့သည်ဘိုးတရား1966ခုနှစ်ဇူလိုင်လငွေတာရီမဂ္ဂဇင်းမှာရေးထားတာရှိပါတယ်ဖြစ်ပါတယ်ကျွန်တော်ဒီစာအုပ်လေးစာကြည့်တဲ့ကိုလှူခဲ့ခြင်းနဲ့ကိုကျော်ဒါပေမဲ့တအုပ်ပဲရှိလို့မလှူတော့ဘူးနော်ကဲမောပြီခုနသောတာရှင်တို့တောင်းဆိုတာလည်းရှိသေးတယ်အရေးထဲမှာဘန်ကောက်ကလူငယ်လေးတွေအကုန်လုံးလုတ်ကင်ပေးတာလဲအဲ့ဟိုကြေတယ်သလားဟာကျွေးတာပွေးတာဘာညာပါလိုက်ပို့တာကျိုးတာမယ်တော်တယ်ခိုင်းလဲခိုင်းတတ်တယ်တော်သကွာတချင်းတဘုတ်ဆိုပါတဲ့ဒါတော့ဘာချင်းဆိုရဆိုလက်ရည်တပင်တီးတဲ့ဟာတခါမှမဆိုဘူးဘာလို့ညီညွတ်သွေးစည်းကိုအဓိကထားတဲ့လက်ရည်တပင်တီးသဘောပေါက်ပြီးသူဘာကြောင့်ဒီချင်းဆိုခိုင်းနေဆိုတာဒီမှာသွေးကွဲနေကြလို့လားမဟုတ်ပါဘူးဒီမှာအရေးကြီးတဲ့အသိဉာဏ်ရှင်တဲ့မျိုးချစ်စိတ်ရှိပါတယ်သို့တော့ပို့ပြီးအဓိပ္ပာယ်လေးနေအောင်သူတချင်းကိုဆိုခိုင်းတယ်လို့ကျွန်တော်ယူဆတယ်တခါမှမဆိုဘူးကျွန်တော်ကခုနကဗမာကျွေးကြော်သားလို့ပန်းရီပန်လိုက်တို့ဘာတို့ညာလို့ဆိုကျင်လားတခါတည်းလဲဇုံလွဲဆိုကျင်လားနီခင်စော်နဲ့တွဲပြီးတော့ဘယ်နဲ့ကဘာညာပေါ့အရေးတယ်မှာဟလားဒါပေမဲ့ဒီဟာဆိုခိုင်းတော့တခါမှလည်းမဆိုရလဲကြတော့မနဲ့မှတ်မိအောင်အပိုက်တွေရေးထားတယ်လက်ရည်တပင်ကြီးကြားဘူးလားမြို့မရေးတယ်နော်မြို့မကဆိုတဲ့ဆက်ဆိုတာဥဖူးအနောက်ကြတော့ခုနကလေဘာဒီမြတ်ရင်ဆဆိုတဲ့နောက်ကြမြို့မဆိုတဲ့ဥဖူးအနောက်ကြသူ့မောင်ဆိုတဲ့နောက်ကြ4 5 6ကိုပြောင်းဆိုတယ်အခုဆိုင်မပါဘုံမပါအတလို့ချီဦးညိုဆိုတယ်ဟလားခက်တယ်ဗ
ဗမာထံစစ်စစ်တွေးကြတယ်လည်းအများကြီးပဲနားထောင်ကြည့်ရအောင်ခြေစင်းကဘာလဲဆိုတော့လက်ရည်တပင်နီးတောင်လန်းတွေနဲ့ဝိုင်းဖွဲ့ကစားကြသည်ရှင်မမြရင်သချင်းလေးတော့ရောက်ရှင်လို့ပါလားတမျိုးမထင်နဲ့နော်နီးတောင်လန်းနေနဲ့ဝိုင်းဖွဲ့ကစားကြသည်ရှင်မြမရိခင်ခန့်ငယ်ငယ်ကတေးဆိုကြမြူးပြောကြပြီးတော့မှဟေ့တငယ်ချင်းတို့နယ်ပယ်တွင်မိုးတကယ်စင်ရှိခွင်းကမဲမိုးရွာမလို့လို့နဲ့ပဲညီညွတ်ရေးနဲ့အသက်ရှိရှိခင်ခင်မဲမဲလက်ရည်တပင်းနီးရှိကတော့ပူချစ်ကြတယ်ရှိကတော့ပူချစ်ကြတယ်နော်ဒါမူရဲ့အမှန်ကျွန်တော်အဲ့ဒါပြောပြအောင်မယ်အခုအဲ့လောက်မချစ်တော့စေအိဗယ်တက်ရောက်တယ်နော်အဲ့ဒါကိုသူ့မောင်ကဆိုတဲ့အခါကျတော့မူရဲ့တိုင်းရှိကတော့ပူချစ်ကြတယ်ရှိကတော့ပူချစ်ကြတယ်ဆိုတော့အဲ့ဒီတော့ကဝန်ကြီးဖြစ်နေတဲ့ဘိုလ်ချုပ်တူကရှေးကတော့ပူချစ်ကြတယ်မလုပ်ပါနဲ့ဗျာလေအခုမချစ်သလိုပဲရှေးကတဲ့ပူချစ်ကြတယ်လို့ပြင်းဆိုပါတယ်ဟာတော်အမှုပညာမှာပတ်သက်ပြီးတော့ဒီကျွဲပါစောင်းတီဝင်ခိုင်းတယ်သူလည်းမသိပဲနဲ့နော်ဒီဘိုလ်ချုပ်ပြောထားတဲ့စေရနာသိလာတာရှေးကတော့ပူချစ်ကြတယ်တို့ရှေးကတော့မချစ်ကြတော့ဘူးဟေးအဲ့တိုင်းရှေးကလူချစ်ကြရအောင်ဟေးပြန်ပြီးတော့အဲ့လိုလှုပ်ထားတဲ့တခြင်းသူကရှေးကတဲ့ပူချစ်ကြတယ်ဆိုတော့အမေသူတို့အမှားအဲ့ရှင်မှာကွဲပြဲနေဖြစ်ကုန်တာအများကြီးပဲရှေးကတဲ့ပို့ပြီးချစ်လိုက်ကြတာအခုဟလာ NCA Nation Wide Cease Fire Agreement တန်နိုင်ငံလုံးအပြစ်ခတ်ရစဲရေးထိုးပြီးတော့9ရက်ကြာမှာဦးသိန်းစိန်တော့မှခံလာတယ်ဦးအောင်မင်းတော့မှလက်ဆွဲနှုတ်ဆက်အားချတယ်တို့ပြီးလဲပြီးတော့2ပတ်လောက်ကြာတော့ဘာကမှချကုန်နော်အခုတော့ကော့ဂရိတ်ခလာပိုင်းနဲ့အာရှလမ်းမအတီကြီးအဟောင်းကြီးဟာချတယ်အာ DKB နဲ့ချအလုံးသိတဲ့အတိုင်းပဲနော်လက်မထိုးထားတာနော်မဟာမိတ်နော်လက်နဲ့ဘာညာလှုပ်ထားတာနော်အဲ့ဒီဟာဒီအချင်းပြန်ချတော့ဟိုပဲလက်နဲ့ကင်ဖွဲ့စည်းဖြစ်တဲ့ KNU ကဝင်ပြီးတော့မလုပ်ကြပါနဲ့တောင်းပန်တယ်ဟာဝင်စီဘယ်လိုဇာလန်းနေမှကိုမသိဘူးနော်ခါကြောင်ကြောင်ဇာလန်းနေဖြစ်တယ်အဲ့တော့ဒီ NCA ကြီးကလည်းပေါ်တော်တော်ကြီးဖြစ်သွားပြီငင်းကြရေးဘယ်ရောက်မှလည်းမသိဘူးထားပါတော့ဗျာတချင်းကနေဘယ်ရောက်သွားဒုတိယပိုက်တောရွာသူတို့အိမ်မဲမောင်ရဲ့မိမွေပထမင်းဟင်းရွယ်ကစွန်းပေါင်းနဲ့ရေရင်လုံးလဲတောင်းပြောင်းရောလို့နဲ့ညီညွတ်ရေးနဲ့အသက်ရှိရှိခင်ခင်မဲမဲလက်ရည်တရင်ဒီရှိကတော့ပူချစ်ကြတယ်တောရွာသူတို့အိမ်ပဲအရင်တော့ပြန်တတိယထမင်းနေစားကြတာဟင်းရွက်ကစွန်းပေါင်းပြီးစားတာဒီဟာလေးထက်စူပူလေးထက်ဗာလေးထက်ထားအကုန်ပေါင်းဟင်းရွက်ကစွန်းပေါင်းရေရင်လုံးမှာအကုန်လုံးတောင်းပြောင်းရောနေတာမိန်နေစားတာကျင်းလက်တော်တော်ဝအိမ်များလွန်နေကြလားမသိနော်ကိုရထိုင်နေတဲ့ချင်းလို့ပေါ့စံတဲ့ထွန်းကြောင့်ပြောရမှာမနေတော်ရမှာနေရမယ်လို့ဆိုရစကားရရှိခဲ့တာကြောင့်မြို့ကြီးကိုပင်ရောက်ခဲ့ပြီဘန်ကောက်ကိုပင်ရောက်ခဲ့ပြီမဲ့တော့ကဖော်ရင်းများဘူးအော်ပြောမှာမနေတော်ရမှာနေရတာနောက်ကြရင်တော့ကျွန်တော်တို့တော်ရနဲ့ပြောရနဲ့တစ်ထက်ထက်ဖြစ်အောင်ကျွန်တော်လုပ်ရမှာပဲဒါပဲခုတော့ကျွန်တော်ကတနေရာစီဖြစ်ပျော်ပေမဲ့မတော်လို့ဒီပြောင်းလာတာဒီကြတော့တော်ပါရဲ့မပျော်ဘူးပျော်နဲ့တော်နဲ့ပေါင်းမှကျွန်တော်တို့ဘဝတွေငြိမ်းချမ်းမယ်ကျွန်တော်တကယ်ပျော်ရွှင်မှုရမယ်နံပါတ်3ပိုက်တစို့ပေါ်မှာတင်တယ်မောင်ရဲ့ကင်းတယ်မောင်ရဲ့တစို့နဲ့ထိုးတာစူရင်ခတ်ပြီးဟေးရွယ်မိုးမြောင်ငယ်သီးတောင်းနဲ့ကိုဘိုခေရဲ့ဒေါင်းလန်းကြီးရဲ့လေဟာကောက်ရတာမိဖို့ပေါ်ပါပြန်မြေအောင်ပေါ့ဗျာအလွန်နေပေါ့ညီညွတ်ရေးနဲ့အသက်ရှိရှိခင်ခင်မဲမဲလက်ရည်တည်းနီးရှိကတော့ပူချစ်ကြတယ်နောက်ပိုက်နံပါတ်4ပိုက်မိုးတယံကဝဲရလဲပြင်းလမ်းမာလာထမ်းပင်ထမ်းလေထမ်းရွက်တွေကစုံကြီးပါမောင်ရဲ့အခုတော့မရှိတော့အကုန်ဖြုတ်ပြီးတော့ထမ်းပင်မှာဆော်ထည့်ပလိုက်ပြီးရိုးတစ်မကဘူးเนาะဒါတော့ပြောင်းကုန်ပြီပုတ်ပါလဲတောင်ကရုံးဖြစ်သွားပြီဟိုလက်ပတောင်းတို့ဘာလို့ကျေးစင်တော့ဆိုလက်ပတောင်းဂျိုင်ဝမ်းလို့ခေါ်တယ်ကျေးစင်ဂျိုင်ဝမ်းလို့ခေါ်တယ်တောင်မဟုတ်တော့ဒီလိုကြီးဖြစ်သွားပြီဆိုအဲ့လိုတွေးနဲ့နောက်ဆုံးဝီစီတွေးမှာပဲဒါရှင်းတယ်ကိုယ်စိတ်နဲ့ကိုသွားဂျိုင်ဝမ်းနေပြီတော့ဟုတ်လားကျွန်တော်ခါရုပ်လို့ရှိတယ်ကြပြားနဲ့ပြင်းထန်လို့တကယ်ချင်းနေမရွတ်ပါနဲ့ကွာအဲ့ဒါတစ်တော်နဲ့တစ်ပင်ချစ်ခင်တဲ့လူမျိုးတစ်ပင်ကိုနှစ်စင်ဆိုင်ပါလေရွှေလိုက်ကိုစိုးအမေဘယ်သူလဲသူရေးထားသတင်းစာနဲ့ပါတာကျေးမုံတို့မြမအလေးတို့အစိုးရသတင်းစာတစ်တော်နဲ့တစ်ပင်ချစ်ခင်တဲ့လူမျိုးတစ်ပင်ကိုနှစ်စင်ဆိုင်ရွှေလိုက်ကိုစိုးကောင်းရတော့ကွာဖိုင်နဲ့ဥရလာကျွန်တော်ပြင်ရေးတစ်တော်နဲ့တစ်ပင်ထုတ်ထွင်တဲ့လူမျိုးတစ်ပင်ကိုနှစ်စင်ခုတ်မျိုးရုပ်တခိုးခုတ်ကုန်တာကြပြားလဲအဲ့လို
မိုးတယံကဝဲရလဲပြင်းလမ်းမာလာထမင်းထမ်းလဲထမ်းရွတ်တွေကသွဲသွဲမပေါင်းရဲ့မြတ်ရင်တို့ရွာရိုးရာဇာတိနွယ်ဩလမ်းစဉ်ဒီအဲ့ဒါဆိုရတာနည်းနည်းရှာရတယ်မြမဆိုရှယ်လေးလမ်းစဉ်ဆိုလို့တော့ဒုက္ခရောက်ကာလနာတိုက်သွားအဲ့ဒီမှာနော်လမ်းစဉ်မကောင်းဘူးလမ်းစဉ်လမ်းမျက်စိတောင်မှလဲပါတယ်မောင်ရဲဟုတ်တယ်လေလမ်းစဉ်လို့တော့တိုင်းသူပြည်သားတွေမျက်စိလဲကုန်သွားအပြူရဲ့ညိုနှဲ့ကျူလှဲ့ပါဆံကေးသွဲညီညွတ်ရေးနဲ့အသက်ရှိရှိခင်ခင်မင်းမင်းလက်ရည်တပြည့်နီးရှိကတော့ကိုချစ်ကြတယ်နောက်ဆုံးပိုက်ချောင်းမော်မှာဖြတ်လာရှာတဲ့ဗရက်ကလေးနီးချင်းချင်းချောင်းမော်ဖြတ်လာတဲ့ဗရက်ကလေးနီးချင်းချင်းလေးဗရက်ကလေးအဲ့ဒီပိုက်မှာဟိုခြိုင်းကတော့ပြန်တော့ပြောတီးထားတယ်အဲ့ဒီဗရက်ကဘာလဲຫນွယ်ရိုးရှည်နဲ့ငင်းဟာဗရက်ကတန်လန်းပါလာပြီးတော့မှဗရက်ကိုကင်စားလာပါသေးအဲ့မှာတချင်းဘက်ကတီးထားတာပြောစံလေဩသူများအသက်သက်တာအလှပေးတဲ့ပြောစံနဲ့ချထားတာမကုန်းမခါလေးအဲ့ဒီမှာပါသေးတယ်ချောင်းမော်မှာဖြတ်လာရှာတဲ့ဗရက်ကလေးနီးချင်းချင်းຫນွယ်ရိုးရှည်နဲ့ငင်းငဲမှုမဖြောက်နိုင်မှုပြောတော့ဖွယ်မဲရဲ့လွမ်းပါပြီတဲ့ပြုတ်စားတိနွယ်ပြူတို့စားတိနွယ်နှစ်တိုင်းဆက်ထွန်ကျက်သွန်ငေးရဲ့လေချစ်စရာကောင်းလိုက်တာဗျာတချင်းလေးတွေကျွန်တော်တို့အားလုံးဟာတောရလာတာကျွန်တော်လည်းတောသားလမ်းရှိသားဤမင်းညိုလမ်းရှိသားတောသားမှတ်ထားတစ်ချောဟာတောမှာပဲပေါက်တယ်ပြန်ကြည့်ရင်မြို့မှာဘယ်တော့မှပေါက်တဲ့တစ်တည်းတစ်ချောမဟုတ်ဘူးအင်းနေကြီးတယ်ပဲနော်ကျွန်တော်တို့တကယ်တစ်ပင်အကောင်းစားတွေကတောမှာအဲ့ဒီတောမှာရွှေမျိုးသားချင်းလဲဆင်းတဲ့သူတွေထားခဲ့ပြီးတော့ကျွန်တော်တို့ကဒီလိုလာပြန်ကြည့်လိုက်တော့အကုန်လွန်စရာကြီးတယ်လွန်စရာတွေမှကျွန်တော်တို့ရဲ့တိုင်းပြည်ကျွန်တော်တို့ရဲ့ရေမြေရွာအိုးတငယ်ချင်းတွေလယ်ကွင်းတွေမိပြင်းတွေတောင်တန်းတွေအမလေးချစ်စရာလွန်စရာကြီးပါကျွန်တော်တိုင်းပြည်ကြီးကဒါပေမဲ့အဲ့ဒါတွေခဏထားဒီမှာလာဒါပေမဲ့အခုလိုအခမ်းအနားပွဲတွေလို့အခုလိုစာရေးဆရာတွေခေါ်ပြောအနည်းနဲ့များအလွမ်းတွေပို့ပြီးဝေသွားတယ်မတတ်နိုင်ဘူးအဲ့ဒီအလွမ်းကိုဘာလို့ရမလဲဆိုတော့ဒီကုန်းချုပ်ပါမယ်သားတို့သမီးတို့မဲခုမှလူကြီးတန်ပေါက်လာယူပဗေဒ physics မှာရှိတယ်ကိုကဓာတ်သက်ကဗေဒနော်ဂျာဘူးနာဝပဲရှိတာသေချာသိတာမဟုတ်ယူပဗေဒဘာသာရပ်မှာရှိတယ် from heat to energy မြန်မာလိုကစွမ်းအင်မှသည်အပူမှသည်စွမ်းအင်လို့အပူကြီးလေသူ့ကိုစွမ်းအင်ဖြစ်ပြောင်းနိုင်လေပဲဆရာဘယ်လိုလုပ်ပြောင်းနိုင်လဲတာရကကြည့်မိသားဆယ်ကောင်းကြီးတွေအခုလိုဒီဇယ်ဘာညာမဟုတ်ခင်ကကြောင်မီးသွေးနဲ့လုပ်တဲ့မိသားဆယ်ကောင်းကြောင်မီးသွေးစိုက်ကိုဆောက်မယ်လို့ဆိုရမှာမဟုတ်ဘူးနော်ကြောင်မီးသွေးစိုက်ကိုမဆောက်တာကောင်းဆုံးပဲလောကကြီးမှာသွားပြီးမှာကြောင်မီးသွေးနဲ့သွားတဲ့မိသားဆယ်ကောင်းကြီးတွေပြန်ကြည့်ကြောင်မီးသွေးတွေထက်ရဲနေအောင်ခါလေလို့အပူတွေပေးကြောင်မီးသွေးကြီးကတအားကိုပူလာပြီးရဲလာပြီးဆွဲခါမှာသူက heat အပူတွေတက်လာအဲ့ဒီအပူတွေကနေတော့ရေနွေးဝက်စီသွားအဲ့ဒီရေနွေးဝက်ရဲ့အင်ဂျင်ရဲ့အင်အားနဲ့ခါအင်အားတွေ heat တွေဖြစ်ပြီးတော့ဆွဲတာနောက်တွဲတွေအကုန်လုံးပါလာယထာဆယ်ကောင်းကြီးရဲ့အပူဟာစွမ်းအင်ဖြစ်ကိုပြောင်းပြီးတော့နောက်ကတွဲတွေကိုတတိကြီးဆွဲလာနိုင်တဲ့အင်အားကိုသူရသွားတယ် from heat to energy အဝိညာဏကဖြစ်သောယထာဆယ်ကောင်းဒီပင်လင်းအပူကိုစွမ်းအင်ဖြစ်အောင်ပြောင်းလဲနိုင်တဲ့ယူပဗေဒသီအိုရီရှိတယ်တဝိညာဏကဖြစ်သောအသိဉာဏ်ရှိသောကိုယ်ကျင့်တရားရှိသောအနာဂတ်ကိုယုံကြည်သောဘဝလူဖိနေခံများဖြစ်သောကျွန်တော်တို့ပြည်သူလူထုအဘဲကြောင့်ကိုယ်မှာရှိနေတဲ့အပူတွေအလွမ်းနေအဲ့ဒီအပူတွေကိုစွန့်ရည်ဖြစ်မပြောင်းနိုင်ရှိရမှာလဲကျွန်တော်တို့ရဲ့အပူတွေကိုတိုင်းပြည်အနာဂတ်အတွက်ပုံမကောင်းမွန်သောအနာဂတ်အတွက်ပုံမအရှင်တမ်းမြင့်စနစ်ကြသောအစိုးရဖြစ်ရေးအတွက်ကျွန်တော်တို့ရဲ့အပူတွေအလွမ်းတွေကိုစွန့်ရည်ဖြစ်နဲ့ပြောင်းနိုင်တဲ့နိုင်ငံကြီးသားကောင်းနိုင်ငံကြီးသူကောင်းဖြစ်ကြပါစေဆုတောင်းရင်းဒီကိုချုပ်ပါတယ်ကျေးဇူးပါ